Golagi. Ke saya belum pun ni peti Allah dah lepas terado li. Me. Tidak tadi. Me. Ke pema video. Nak bah happy awak. Happy awak ni, dia boleh. Me. Kai nak dua video. Doli. 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 Ini. Wane tukul lupa na yeli pun ni. Yeli mu wa mo. Yeli mu wa dah kewa yeli kuan ni. So pekerjaan ni. Namanya tu aku mah. Me. Kayu dah amma le, hello, Amerika. Me. Bukan ni mah. Me. Mama you datang, mak. Bukan ni. Mama aku lah. Tu tu kau kaya kisi ku. Awak hati kami asli kal. Ati Asli day no. Lain. Dia ni. Anyway ni pun lah ni. Kia. Pera ni kaya. Awak dah terima. Anyway ni kalau Oktober ni pakama. Me tu kisi ku. Akai ni le asli kal ni tu kau kaya kisi me kaya. Awak dah Oktober kan ni pakama awak dah datin nama. Kia datin nama. Me. Awak dah. Hello Amerika dah. Kalau awak tahu. Lagi dah. Me. Akhirnya ni tahu dah. Kisi ni. Tadi dah kisi lui ni. Awak dah sabu lama. Awak di head kopi orang. Awak di head sol tak laku sol dan di nama. Me. Awak dah udah wid kune. So ni dah udah wid kune. Udah wid kune dah. Queen ni nama. Udah wid kune. Jiwa dah queen ni. Ini dah bune. Pakai po. Agak sikira mah. Me. Sikira. Wane wida laki ni. Awak di lepya oleh. Inwa mah. Awak. We awak. Nah pun we awak. Nah. Kan ada peyo. Peyo coba udi mah. Peyo coba cu ni tu. Kalau we awak kan ni. Siapa mingat terado tin dia. Peacuan. Coba awak le kan ni. Dah demi. Baji do peya bo. Baji do. Awak di hati kan ni buru do peya bo. Awak di hati le kopi kan ni. ဘူတော့ဖျားပဒုံမင်းပေါ့နော်ဘူတော့ပဒုံမင်းနိုင်ရဆန်ဝီအလော်ခိနေအဝဲအလီဘာကြီးတော့ထော်နော်တော့ဘာကြီးတော့ထော်ခါနေအဝဲဒီလက်ဦးလေဝီအဝါတော့လက်စတော်တာခုဆိုတော့ဖဲ့နေမှာအဖွင့်မှုနေအခါနေနေပကတက်ဒီလေပယောပထမအင်္ဂလိပ်မြန်မာစစ်ပေါ့နော်ပထမအင်္ဂလိပ်မြန်မာစစ်ကဲတော့ဖာယူလာတာနေဘာလဲဦးလေထောဘူးမလို့ခိုဘူးမဘာလဲလို့ခိုဘူးนี่เวลาขี้ซีละตะละมแล้วไม่ยอดทองเอาเป็นแลทองขี้ข้านี่มแล้วเวลาวันนี้เราขี้นี่มาเลยตาเดือเรากระตือม10ปีว่าแล้วบ่เนาะอันนี้กระตือเราขี้นี่เอาไว้ดิอากีเลยวิเอาว่าแล้วอากีอุกแบวิตกูแล้วเลยวิตกูวิแล้วเราขี้นี่อากีเปียวแค่จักแค่มีมั้ยบางคนเลยแล้วอันปัทมาอังกฤษมาเสียวิเราขี้นี่ก็ลานี่เอาไว้ดีบาทมองปีนี้တင်းတာကြီးပေါ့နော်တင်းတာကြီးနဲ့ဒီရခိုင်ပေါ့အဲဒီခိခါနေအဝက်တွေနေပါဝက်လေးပျော်ကြောပါဟီအော်ဒီစီယိုကြီးပေါ့နော်မေအဝက်ဟိုဖဲဒါအဝက်တည်ကြီးပါဒါအဝက်လားစုကွေတာပဲကြက်ခမီမအဝဲနေအဝဲအခွီအိုဖဲလောနော်အနော်ကောနေအခွီမျိုးနေတဟိုပါလို့ပါတပါလို့ပါအဝဲတလောကြီးနေမြေဝဲတာဒါတင်တော့တဲ့ဒီမှာတနာကြီးတော့အခုနေဒီပါခဲလောအစီမနေလို့အဝဲလာတလောကြီးနေတလောသက်ခါခါလေးမပြောင်းနေမပြောင်းနေဘာခုလဲဆိုတော့အဝဲလာတီးခါနေအဝဲလာပါခုလောလေထိကွနီလာမဟိုလေထိကွနီအတာလက်ထိကွနီခါပါခုလောနေဝိဒါထိကွနီနေမတဲ့ရေတိုက်စားတာပေါ့နော်ရေတိုက်စားတော့ကမ်းမပြူတာပေါ့ကွေလာမကွေလာခါတော့ကွေလာတော့ပါရှိဆိုအဘူတော်ဝိဒါလက်ကြီးတော့မပါကြီးပါကြီးလေတောက်ဖို့ကြရုံမတောက်ဖို့ကြရုံမမေလည်းဖူယူဒါသာဟောနေပါလေမနိကောဖူယူဒါသာလေအောက်ကူဟုတ်လားအဝါတီးတော့ပွားခူလောလေတေးလာလေပေါ်လေဘူးဆိုတော့လေအဝါပါတီလောပေါ်လေဘူးဆိုတော့လက်တလောလေပွားကမကြီးတသိနော်လောပွားတီတော့နေလေအကူတွေတို့ရတို့ပါနော်ဖူယူဒါသာတို့ပါနော်အဝါလာအိုဒါလည်းအတသုရလည်းဟဲလင်းညာနေအိုဒီမင်းဒီတော့လက်မော်နေမြနေမှုကမဟာဒီကကူပြရအိုတခါနာကေပွားလေမအားရတဲ့တောက်ကောနာလေပတိရတဲ့ခုနာလာအလောအီလာမတတ်တရှဲလား
အဝဲပြရမောဟဲ့ပလေသောကောဝဒါတန်လို့တော်မောကွာကျလို့နေတဲ့နဲ့ဖူအခါပဲနေပြီးတော့ပါဟိလာဖူယူဒါသမောလေရခေါ်နေခဲလို့နိုင်အခါနေဥတော်ဤလာတော့တအားလုံးနလေတူဘူးမီယာမော်လမြန်မတူဘူးမမေအဝဒါလာအတလောမောအခါခနေအဝဲပကောမမအဲနော်မမအဲနော်တော့မမအဲလာပကောမမယူဒတာလားမမယူဒတာပကောမလားတော့တလောလာကလက်တဆုတော့လောဆောလာပဲဒီကောနေဥပလေဖိုင်ချက်ကမီတူတော့ဘာနော်မေချက်ကမီတူဟိုလာတော့ကိုဝေးလာမှာအော်ဝေးလာနော်မင်းဒီနေလေဘက်လာကိလာဘက်ဒီလေဒီအဝဲတာမလားဒီတီးဖက်တာလော်ဖိတ်ဆိုတာလော်ရနေပတ်တယ်လေဝက်ပါ Bluetooth ပြဖို့ဝယ်နေသမိုင်းစာမျက်နှာပေါ့နော်စီဆိုနစီဆိုလေတာနော်ကဲတာမောအဲ့ဆိုတော့သူကဒီမှာကောင်းချခဲ့တာဟုတ်ဒီနေရာမှာပဲသူကောင်းချခဲ့တယ်ဆိုတော့လဲအဖိုးဘယ်ကလဲအဖိုးနေအဝက်လာတော့စာယူတတ်တာတော့မမအင်းနေအဖိုးဝဲတာဘက်ဒီလေခိကမောရင်းဟုတ်တယ်ခိကနေတီလေဝီကောတကအဖိုးအဒိုမရောဂျာနေတီလေဝီကူဝါလာနေတီကနေကိုဒါခွိလာလောက်ဒီလမောကတော့မှာအဖိုးမူမာရီယာခိရကနေအဝက်လာဥပလေလေဝေအောက်ပါမောဝေအောက်ပါတော့အဝက်လာနေခိနီပလက်တီပဲချက်ခင်ပြီလားအမိုးတီဝီအလော်ခိခွိလာလောက်မောခွိလာလောက်နေအဝက်လာစုကွေတာမတာပတာမွေးနေတော့အဖတ်တင်တော့ကပါတယ်ကလေဘိုလဘဟနလာမကနေကွယ်အမီလဲဂျိုစင်နမ်နာวันนี้တင်ကြိုင်ကူတင်ကြိုင်အန်ဂျက်ဆန်တင်ကြိုင်ကူအင်ဂျက်ဆန်အန်ဂျက်ဆန်အင်ဂျက်ဆန်အန်ဂျက်ဆန်တင်ကြိုင်ကူวันนี้အနေကလဲဝီနေလေတကခေါ်တော့မအဲလာတော့အဂျက်အဝနေ last နေတယ်ကမင်းအဂျက်ဆန်တယ်အဂျက်ဆန်เนี่ยအဝလာ N has a time Jackson မှာအမီကနေ N H Jackson အော်လည်းနေလက်တော့ခေါ်နေစီခေါ်တော့ကွယ်လည်းပြရောက်လာမှာတယ်လေအဖလောလည်းဂျိုစင်Jacksonမေခေါင်းရနေအဝဲတသခုအကလေအဲ့ဒါမင်းကရလီခေါ်ရတဲ့စာချုံမကမေဖေးနောက်တစိတ်ချပါပလေတလဲဝလဲချက်ကမီအမောဝတော့ခဲတသုတော်တပတ်ခေါ်မှာဟဲ့ဥတော်ရှိတော့တသုတော်ဝီကနေလက်ခိမာလက်ခိလလီဟဲတူမမောရတူမတသုတော်ဝီရဟဲတူမအဝဲနေသုံးထတခါနေကဲပဲအဝဲနေတတူဖလောဒါဝဲနေလွယ်ခွာလွယ်ပလောမေလေတဖလားနေဝဲနေတော့ရောမအော်တော့နော်အော်နဘာရဖေးနော်မေဘာရဖေးလေနေခေါင်းနေရိုဟီမသူရနေ community hall ပေါ့ဝဲနေကပါမီဟဲနေအော်ဘယ်မှာပါလေညာပုကွေကနေနေပွားဟဲမှာ camp ဒီပဲဖိုင်မောဆိုတာအဝဲနာခေါ်တယ်ပြဇက်ဒီပါပြတာပေါ့ဒါမောလာလို့လောက်ဟောအဝဲကနေmuseum ပေါ့museum လာကိုဝင်နေတာကွာအိုနော်တော့တော့နော်ဒီကလေးကြာနော်မေခေါ်သူဒီကလေးနေတော့လက်စမ်းမေအော်လေဖလနေတရိုလေဖလ museum တာကွာတရှိစုနေအဝဟာဒီယလီဖိုကာလဲရှောရတော့ညိုင်တရဒိုကေဟီတော့ကိုကြီးဖို့ခွေဒီတမ်းဘောနာဝဲဒီပွားမေအိုလေဘောဒီအလာနဲ့ချာနေပူရနာဝဲအလာပွေတို့တဘာဝလာနော်ဝဲတမေကွာသူ့ပါအကြမေရတာတန်းလဲနေရောဘတ်ကလိုခဲလာနော်ပွားတာလက်သမ်မြူဇီယမ်မြို့နေရောဘတ်အာနော်အော်ယနာဟူဒရာဒိုနကွာရောဘတ်လည်းနေကြလားအဝဲတရဒိုမူတော့အချီလောနာမပြနင်းဘူးကျဝိုင်အချီလောပွားနေရင်တဖလိုနော်တချူပါတဖလိုကခေါနေရှုမညာစနေလင်းနေယနေ့နေကေထားကွာတော့သေးလားအချီလောပြီရောဘတ်မေကွာယနေနော်အနိဖာနီမောဒါဆရာလေးရမယ်မဟုတ်လားဒီကွာဘနာကွာလားကကူတရားနကွာတယ်လေညာလာခိုင်းတကွာလေနမေကွာနေစီလောက်ကြီးထဲကြီးဒီလောက်လာပါမလားဒီတဘောမဝင်ဘူးနော်အတမ်းဒီဟိုဟဲ့တို့တော့ရေမောဝေးရဝလာတမျက်နှာနှစ်မျက်နှာသုံးမျက်နှာပေါ့အေးကွာရောဘ
ဒါနီရေ နေဟာ တဲ့ကလဖာလီဆိုင်ကျော် ဆိုတော့ဦး အသက်14 15 16 19လွိနီ ဆက်ရှိမိုင်ထောက်လို့ဆိုကြအာမေမလဲနော်ရောဘာပြရောဘပကွာလေးညနေပဂိဒီမောတနကြီးခိုင်လက်ကျဲဆက်ကြီးနေပုံညာလိုက်ပဲဒီလိုပဲလောင်ထည့်ပြီးတော့ဒီလိုပဲရောင်းတယ်ရတယ်အပါအဲ့ဒါနံပါတ်1နံပါတ်2အစ်နံပါတ်1ဆိုရင်ပေါက်ရမယ်နေတာနံပါတ်1အော်နံပါတ် ပေါက်တာပေါ့ အော်ပေါက်တယ်နော် ဒါရမချောက်တယ်ဘောလက်ဖောက်ကိုလက်နော်လက်ဖောက်ကိုလက်တာ အော်လည်းနံပါတ်1နော် လက်နဲ့ဘာမအခီလောမမအခီထောက်လာလား အော်ဒါမိုက်နမမရမေဦးမောနမမိုက်တင်သူကရောင်မဲ သူကတော့ကျွန်တော်ဘိုင်းမတင်ဘူးလက်ခံချောက်ချောက် ဝဘနရှိကဘမဘူဝမောအခုပကွာရဘလဘနရှိခါတဲ့ခိုင်းတခြားစီဖြစ်သွားပြီကျန်းစိတ်ကြီးမှလေအခုတော့အရင်ကတော့ အခုဒီမှာဆိုရင်အရင်တော့ရောင်းလို့ရတယ် အေးဟုတ်တယ်ဟုတ် ချို့ တယ် တွေဆိုအခုဘာမှမလုပ်တော့ဘူးကွာဝီတာချိနေပါလက်ချဝဲနေလားချဝဲချိလား မဲမဲ ကွာပွေလို့လား โอ้ပဲနာကေမေဒီဟာပွေဒိုရင်ဒီပွေဒိုမော ပွဲသားနေခုလဲဆိုမခေးလဲဆိုတော့ကလေးချကွန်ဒီတဲ့တဆွတော်တော့ပါ မဲမဲ အဲ့တော့ဘလဘလရဟာရပါလဲတော့ခုစောတာ မေဝဲတနဥလဘာမရဲမေကမှာခါပါနဥ ပမာတိမခေးထောက်ဝီမပါ မဲ မချပါမတပုံပေါ့ဝီလာမဒီကွာလဲတာဘာကွာရောဘယ်ဝီလက်ခက်လဲလီခါမဘယ်လဲပချမှာကွာဈေးကိုကြိုက်တဲ့ဈေးရတဲ့ခါမှာ မဲအေးဟိုက်ကလာဒူလာယတိဘာရောဘတ်အကြီးတဲ့ဖဲနိုးလားရောဘတ်လည်းကျန်စေရည်တည်နော်ခါပါอีกနော်အဝိုင်းနံပါတ်1နော်နံပါတ်1နံပါတ်2နံပါတ်3ညပကွာနေအဝိုင်းနံပါတ်1ကဲပကလေလေမြူဇီယမ်ပကလေနကွာကောမြူဇီယမ် လည်းဘယ်ကနေမလားဟန်ဒီစာဘောတော့တာတော်မှာ နဲ ရတော့လာရလဲမကတော့ရလဲခုလေလာတာကီတာကူမ နဲ တာကီတာဘူးလားမလားလေရကိုဆန္ဒတည်ရပါတော့တဲ့ ဘယ်လိုနဲ့ထူးလို့နဝဲနော် ဝဲတို့မှာတို့တဲ့ မဲ လက်အဖလာနေဘာကတော့လူမျိုးစုအကြောင်း မဲကဲကွာချောလဲလေနော်ဝဲဖူယူဒါဒါမမအဲဟာ အဝိယနေလီဆိုစပီအဝိကလိုမလီဆိုစပီယောဥဒါဝနေစူရောမဝနေပူဝနေရှန်အရင်မရှန်လေကချင်းဝနေချင်းဝနေမောဝနေအရှုချင်းမလီဆိုစပီအဝဒီ မင်းရကော့ပြောဘူးတိုင်သာအကလုံးโอเคခဲလဲမဲကဲဆွညာခါ သူရခါနေဝိယနေဘာခါလေကချင်းမကချင်းတမိုင်းပေါ့ဒီချင်းတမိုင်းပေါ့နော်ချင်းတာနာပေါ့မင်းဒါတော့ပေါ်နေမိဝဲလာတယ်မရှင်နူရီလဲမာတာဆိုလဲကချင်းကလာကချင်းကောချင်းပြင်းနေ ကချင်းလူမျိုးတွေထဲမှာပေါ့ကချင်းလူမျိုးတွေထဲမှာသွားပြီးတော့တာလာပြုတ်ခဲ့တယ် အလ္လာဟ်ဆလဘတ်ကလောခါနေကလောဝါဖို့တယ်ဟဲ့ကလေးဖို့ ဟုတ်တယ်ဟုတ်တယ်ဘာနဲ့ missionary အဖိုးတယ်ဝေးရနေ data ခံပေါ့ဒါအမှုပါရဟဲလေကော်ပြောတော့ဆိုတော့အဲ့ဒီကလေးကွဲမှာတက်ကလောရနေတယ်အဲ့ဒါ guys အဖိုးမှုပေါ့ဆိုတော့ guys အဖိုးမှု အတရကဲနော်နေအော်လက်ပါခွနဲ့ကချင်းသတနာကောနော် ဒီစနာကွဲတော့မှာမင်းတို့ guys နဲ့လက်ကွာဆိုတော့မြချီနာမှာမြချီနာနေအဝရလက်ကွာတာဆိုတော့ဘယ်နေတော့ဒီကတော့ကွာတချီဝေါ်မှုပေါ့ မဲမဲ ဘာဖြစ်သူဖြစ်တော့တကယ်လေအထူးတစ်ဖြစ်ကသူကမှာပေါ့လီစုပေါ့လီစုလူမျိုးတွေအများကြီးပြောင်းလဲလာတာ မဲမဲကဲဆွညာခါတော့ အဝိရလည်းပါညောင်းပါပါညောင်း ဖူတာပြူကနေကွာနော်ပါလိ ပါလည်းပါလိဝိနေသူကဘုတ်မဲမှာအဆုတ်တယ်ဘယ်ဘာညောင်းဘာညောင်းအကလာနေဆုတ်တယ်ဝိရတရာမေးစီ အတရမေစီတယ်လည်းခါရှုဝါနာ ခါချူဝါနေဝဲ အော်ခါရှုဝါနေမေစီ တရာမေးစီအဝလာနေကွဲဆိုဒီဆိုကြီးမှာဆုဘာညောင်းကလောမှာဝိရနေတရာဝိမှာ အတရဝိ တရာဝိနေဝလာနေဝ
ကင်းစားကိုထွင်တာပေါ့ဘာညောကလည်းဖာခိုင်းနေအဝဲလာထွင်နေမှာ သူမညာတက အခုရလဲစတာဘီနီကနေလီဆိုစီတရာနော်သူတို့နေပွဲဘာညောကိုနေလီဆိုစီမှာတာဘီနီ မဲ အဝဲလာနေတက်စီမှာအဝဲလာနှစ်30ကျောင်းပေါ့နော်ဒီမှာသူတို့နေဘာညောတွေသူရွာကလို့ မဲယူရပေါ်ညာ ရောက်ပြီပေါ်ညာဆိုတာလက်ကလည်းစတာဘရီတန်မှာဘရီတန်ကနေလက်ပူပေါ့ပူကြီးပေါ့ဝလာကျွန်တော်မိုတီမှာလည်းမိုတီလား သူမညာတကလည်း ဝကနေထရာဖစ်တယ်နေဝေတကူကောတကူပေါ့ကောတကူနေအဝလာလက်ကောတာတော့ဆိုလဲဝေတကူနေခိုင်အဝလာသိတန်ချက်လို့ပေါ့ဒီဖဲ reference call ပါတယ်မှာဝလာအဝလာအဖိုးလီဒီတော့ဟက်တော့တာကူဆို နောက်ဖို့ကိုနေကရင်တတနာမှာအချက်တိလေးလို့နော်အဝဲနေဘာကလည်းကညောကလာတတန်ဘူးဆောက်ခဲ့လို့နော် အဝနေထရာဘောနေပဲတဲ့ဒီကောပတီပေါ့နော်ကောပတီအတာကနာပေါ့နော်အဝလာကွာလာဆိုပဲကောပတီအဝလာတီဗီလောက်ခီတော့ထရာပီချာပေါ့ထရာပီချာခီရတာတဲ့ခီရတာပဲကောပတီလား အလောလအဘရာလေက ပီချာထရာပီချာ ဘီချက် ထရာပီချာ ဘယ်ကောင်ညောဘီချက်ဦးတယ်ကြည့်ဆိုကြ မေ ဘီချက်နဲ့ အမီနော်ကောလေအမီတီတော့မှာသူနာမဲခေါ်ရပြမောလေနော်ဒါခရမ်ခိုင်တော့အနေနဲ့le motiva le motiva petit kama petit kama motiv သူမညာတက awe ane flamoro ni le kodwe play ma awe le kodwe play flamoro အကဒရယာ adio cross on ni tau ala ba to le tau ma me လက်ဖော်လာတော့တယ်အနမနေဘူး tawo ni ane awe ane ရှုခင် awe ane ဒါလေဆိုချိုးလဲဝီကူနဲ့စုပ်တယ်မှာစုပ်တယ်လေခိုင်းနေပတ်တယ်ဖဲလာဒီကြည့်မိနိုင်မှာ မဲ ပဲတာလို့အလုံးဒီလို အကေနလဖော်လာ အဝေးကနေဒီစီချိုးတရာပေါ့ပါညောလာပါကနေမှာဒါ missionary ဒီစီချိုးပဲပကတဲ့လေပါညောဒီစီချိုးလို့အစင်မှာအဝေးကနေဒီစီချိုးကလာချိုးဖို့ဒီမှာဆိုတာအပေါ်မြည်တယ်အပေါ် လေခေါနဲ့ပေါ့ကွာ ဝေးပေါ်ခွာ ဒီဆိုင်ကျိုးဖို့မဲအဝဲသားကနေ အဝေးတက်ကနေလဲလာမှာတရားမှာလဲတရားနေအဝေးတွေဘလူးတီဆုတ်တယ်အပေါ်ဖို့တက် မဲအခါကိုလည်းကရနီ ကရဒီယာကရဒီမှာ အဝဲနေ ဝေးကနေကောစတိအဝလာအဝလာဖို့မဖို့အပါနဲ့ဆုတ်တယ်အပါလက်ကွာတော့ဆိုပဲကောစတိမှာနာအပါအဝနေယခုတပါဟုတ်နေကြည်အားဖို့ဆိုတော့ဖို့မှာအဝလာခီရတာလေတဲ့လက်ကွာကြီးလက်အပါခေါ်လာတယ်နော်အပါတီဗီလောက်ခီတာ အပါကမင်းဒီလေ Norman Harris ပေါ့ Norman Harris ပေါ့ Reverend Norman Harris သူမညာတကအ ဝီကနေလက်ကောကရမခဲကရနီနော်လက်ပါဆိုလေကရနီနော် လည်းဘာလဲကရနီပေါ့လေတကကောနေ အဝဲနဲ့တောက်လာတောက်လာကြည့်လာတောက်ကနေဟိုတော့ဘွဲတော့ပကုလေနော်အဝဲလာနေဘွဲလက်ပါတောက်ဝဲလို့ခိခါဆိုတော့ဘွဲတစ်ခါပကုတစ်ခါနော်ဆိုတော့အဝဲလာနေလက်ကွာတော့ဆိုတော့ဘွဲလက်နေကားလေလက်ကူနေတယ်ပကုတကဝဲတာဟိုလည်းတူရတယ် အော်လည်းကလည်းငယ် အခုအဝဲနေကရင်းနီ ကဲလည်းဘာညောဖို့ကလာတဲ့ဝဲမစညာအာပြီးတော့နော်ကဲတဲ့ပြပါသည် ဝဲနေစရာကုတာဖြူမှာဒါဆုတ်တယ်အဝဲဒါနေဝဲတယ်လေပယောဖို့မှာယုံကြည်သူပေါ့နော်နေမှာကုဥရွှေပြီးမှာပေါ့လားဥရွှေပြီးရတယ်လက်ပွေကြီးအော်လေကွာချကျုံအလောနေမှာကွာချကူအလောနေမှာဆိုလက်ပွေပွေပြီးတော့ဟက်ခိကော်လည်းရှိကြတယ်နော်မဆလာကြည့်တော့အဝလာပါဝဲရည်ရည်ရှိတဲ့ပုံပါဘာလို့ဆိုတော့အခါနေကနေကိုတာဖြူကနေလက်မြန်ဆက်မြန်နေပေါ့ဆိုတော့ဒေါသလည်းကြီးတဲ့လူတွေပေါ့ဆိုတော့အဝဲလာပါလေရှိတဲ့ပုံကလည်းလက်ပါလို့စိုက်တတ်တာပေါ့နော်ဒါစိုက်တတ်တာဒီကွာထွဲလက်ရှိကွာထွဲပြီးတော့ဆိုလို့သောလုံးနေတော့အဝဲလာရင်ကြီးလို့ပေါ့မတဲ့တယ်နော်ဆိုတော့အသားတော့မှတ်ဒီလောတာလောကြီးတော့ဝဲလာနေတော့ဒီကယ်လိုရီဖို့အဆုတ်တွေပေါ့လို့ဘာညောင်းလာနော်နောက်ကြည့်တော့ဝဲလာနေကလဘလူးချီပါနေ
ဆိုတော့ဘုဒ္ဓမြန်လေလက်ကလက်ဆိုတော့ဒိုဝဲဆိုတော့လက်ကောပေါ့ အော်ဘောပေါ်လာကိရစရာ လက်ဘုဒ္ဓမြန်လက်ပေါ်ဘုဒ္ဓမြန်ခီတပူကောဟိုတော့လက်တီလိုဝေဒိုဝဲမှာဘရိတီမှာတော့ဝဲလာဘရိတီဝီလောက်ခိနေအဘဆိုတော့ဒိုဝဲစုမှုထော်ခေါနေမှာဆိုတော့လက်တာလို့မှုထော်ခေါကိုလည်းဘာညောတော့ညရဆိုတော့အဲ့လေဘာညော class ဆိုတော့ဘာညောကနေတင်ညတော့အဲ့လိုစုဝေဒိုဝေဘူးတော့အဲ့ချီတော့လာဆိုတော့ဘုဒ္ဓမြန်တော့ကဲတော့ဘာညောမှာဘရိတီကဲတော့ဘာခရီပို့တယ်အဝိနေဖက်ဒိုဝဲနေမှာဘာဘလူးတီတက်စီတော့လူကမှာတပြန်နေပေါ့ဟုတ်တယ်အစုပ်တေတော့မှာပေါ့နော်ကော်ပီရောနေမှာအစုလိုက်ပြုံလိုက်ပေါ့တော့မှဆိုတော့လူစုအစုအဝေးအကြီးနဲ့ဒါနှစ်ချင်းခံခဲ့တာပေါ့နော်ဟုတ်တယ်အစုပ်တေမှာဟုတ်တယ်သူကအခါမနေနေစဘုတ်မဲကနေဥဒဆူအားပါဥဒစနာကလာဝလာလေလာပါကြောလာပခဲဖို့လာမခိုင်းနော်ဝါဥဒဆူပါစမီစီယာနေဘလူးတီမှာဘလူးရအဘလာလေကွာဝီတော့အဝတ်ဟက်ကီတော့တီးပဲကလန်လာမှာဟုတ်လား ကဲဒီတဆီဆိုတဲ့ဆိုလဘပါဝနဲ့လာအဝဲဒကလီအမေတီလော်တာလော်နဲ့ပြတဲ့တော့အဝဲအမေတီလော်လော်တဆီဆိုတဲ့ဆိုဝစီကွာလည်းပလီတာစီတဲ့မြင်ပါသာဘာရလက်သတ္တမောလည်းတသကူစောပါဘုနဲ့အကလေခေါ်ကပေါ်လေဥဒကလေဝါလေကလီလော ဝနီမီတီတင်ညာနော် တော့ခိခါတခါနေခိထိုခိစီခေါ်နေပါကမှာတရတကလေဖတ်လို့ကလာအဝဲပွင့်တော့တာအဝဲမနေတာတကူစောပွင့်တော့တာ ဘယ်ကြီးနီခိနီတခိ ခိကရ ခိကရဘယ်ကြီးနီခိကရ 2028ကနော်ဟုတ်တယ် ဝနာဘယ်ကြီးလေထိုကိုကရခိစီခေါ်လာမီစီခုတော့ပါလာမီစီခုတော့နေအပရာဘယ်ကြီးမမီလာ16ရက် အခုလည်းဘာကမှာတရတကလေဖတ်တော့ပဲတက်ရဲဖာအမွန်မြန်ခွေးချက်ခဲမှာပဲအဝဲတပ်ညုံမှုကွာနေသူယူတာတာမနေတာတကူစောပွင့်တော့အနိခိကရတော့တော့ခိထိုခိစီခေါ်ခဲ့တယ်လာဟနေမြို့နာ လာမီစီခုတော့ လာမေစီ အဝလာဘယ်ကြီးနော် အမေ နော်အဝလာဟိုဘက်တော့ဝဲဝလာအကိထော်ကိစုမော်လမြိုင်ဝလာမလဲပဲဝီတကူနေနော် missionary မှာဝလာမလက်ခိမှာဝလာလဲပါလက်ခိစုရခိုင်မှာသူတန်ရွဲပေါ့ရခိုင်တန်ရွဲနော်အဝလဲဝဲရခိုင်တန်နေနော်တီးလာပဲရခိုင်တန်နေမှာ ကဲကချင်းသာသနာဝီလေးကရင်သာသနာဝီလေးဘယ်ကလေးလဲမောသာသနာဒီတော့ဘာကနာပတ်ခဲလာနေတဲ့ဘာကရောကြည့်ပြရောကြည့်နော်ဘတ်တဲ့ခိမျိုးဆိုတော့တူနဲ့လူရဲ့နော် မွန်သာသနာပေါ့နော်ဒါလို့မွန်သာသနာနေပေါ့အဝဲလာနေပကတဲ့နေတယ်မွန်မြန်မာနေအဝဲနေဟိုလူကောနှစ်ပေါင်းများစွာပေါ့နော်မွန်နဲ့ပမာနဲ့နှစ်ပေါင်းများစွာဒီဖက်လူမြန်မာ အော်လည်းမြန်မာလည်းမြန်မာသာသနာ ဒီဖက်လူမွန်သာသနာပေါ့ ကဲမိုးအရင်ပြောမယ် ဆိုတော့သူတို့တွေကမွန်နဲ့မြန်မာနဲ့ကနှစ်ပေါင်းများစွာအတူတူလက်တွဲလာခဲ့တယ်ဘာမှမခုလဲဆိုတော့အဝဲတွေကပွားစုရမှာဘာခရီပိုသူဟာဆိုတော့လေအဝဲဒီဝက်ဒီကောနီအမဒီပေါင်းများစွာပေါ့နော်ဝိနမအဝဲလာနေထုတ်ပြရခုမှအဝဲဒီခွက်ထွဲလို့မြန်မာပေါ့မြန်မာခွက်ထွဲတော့အရင်တော့ကတော့ဒီတလိုင်းမြန်မာလို့ခေါ်တာတလိုင်းမြန်မာသာသနာလို့ခေါ်တာတလိုင်းဆိုတာအရင်တော့မဟုတ်ခေါ်တာလေအခုတော့မခေါ်တော့ဘူးလေဟိုနေဆိုရတာဆိုနော်ဒီတရာ hasware မှာအဆိုအဝဲဒီခိကအဝဲဒီအဆိုကနေမနေပယောတော့တလဲမှာတလဲတော့ပယောလို့ကခေါ်တော့နော်လေဘာခရီပိုနေမှာဟိုကခေါ်လာလေဒီလိုဆိုတာဒါရောအဆိုမှအဝဲတာခွက်ချွဲစုပယောကလာတော့ဒီချပေါ့လေလောပေါ့သာသနာဖြစ်သွားတယ်ပေါ့နော် အဝတ်တူခဲ့ရလက်ကနေချင်းနေတူပဲလား ကဲမရလာဖလာဓာတ်ပုံကွာခနဲ့အဝတ်တရခါခိခိုင် အဝဲနေ elementary elementary memorial hospital တွေခိုင်လို့မော်လမြိုင်နေပကောလေ American ဆေးရုံတွေမှာ American ဆေးရုံတွေအဝဲလေ appropriate တာပေါ့မှာအဝဲနေဒေါက်တာ elementary ပေါ့နော်အဝဲလာနေ hello မော်လမြိုင်တော့စေကူလာပေါ့နော်ပြသာမှာပေါ့စေဝကုသချင်းသာသနာပေါ့တော့ကုသချင်းသာသနာအဝဲလာတီးပြီးလို့ကြည့်နေဘာပေါ်တော့ကြီးတာတူထောင်းနေပြီးတော့ဘာကော memorial မှာ elementary memorial လေဒီပြခါလေ လေဒီကနေဖဲတာခရာဒါရိုအဆူဟန်ပေါ့အဝဲဒီကလီအဝဲဒီတီးကလီလာအဝဲဒီလက်ဆိုတာကလီပေါ့ဒါပေမဲ့ပြောနေတန်ဝင်မြေကြောင်းတစ်လျှောက်ပေါ့ဟောဒီလက်စုတန်ဝင်မြေထော်လို့ပေါ့ကိုလာလေပဲကာနာမရှိတဲ့ရွာတွေဝင်နေကိုလာအင်္ဂလိပ်လောက်တယ်ပေါ့တော့နေစင်နာလည်း support လို့တက်လက်တော့ခိဘောကဒရိုင်ရေနော်ဘောရ လက်ညလေအဝဲဒီတန်လာ
အဝတ်ဒီမှာပဲနေမှာတော့လေတော့ခိမလက်ပေါ်ပတိပဲမြန်နေကိတဲ့တင်လာအဝတ်ဒီခိကိုအဝတ်ဒီအရာကတော့အဝတ်ဒီခေလိုလေမြေတောင်းအပူနေမှာအဲ့ဒီလိုအဝေးကနေ အခါနဲ့လေတော့လေနော် အဝတ်ကနေဘယ်တည်းဒီဘယ်လိုခုနေတော့အဝတ်ဒီမာဘူးဝီတော့ အော် ဟဲ့ဟိစရာလေ အော် အဲ့ဒါမာဘူးဝီတော့အဝတ်ဒီစရာအဝတ်ဒီဟဲ့စရာကဟဲ့ဟိစရာနေမှာ အဝဲနွားလဲလဲရမယ်ကျွဲလဲလဲဖြစ်မယ် နော်တင်နိုင်တယ်ပေါ့ ကလော့နိုင်မှာတော့ဘာဒါလဲကလော့ဘဏ္ဍာနေမှာတည်းတဘုန်နေမှာ တဲ့ဘာလို့ပေါ်လာခဲ့ပွားတယ်နော် လေတကအ ဝေးကနေဒေါက်တာရှောလူဒေါက်တာရှောလူနေလေပွဲမြန်မာပြည်ထက်မှာပထမဆုံးနောက်တိုင်းစီးပညာဘွဲကိုရတယ်လေဆရာဝန်ပေါ့ တော့ အမေရိကမှာသွားပြီးတော့မှသူကအမေရိကန်မှာသွားမှာ University of Michigan မှာ University Michigan မှာသွားပြီးတော့မှဒေါက်တာဘွဲသွားယူလာတာလေစီးပညာပေါ့ လဲနေ အဝေးနေခိုင်ရေပြားယောဂခုဆေးရုံလေးတောင်ဝိုင်းဆေးရုံလေး အနူယောဂဘာလဲအော်မင်း ဟုတ်တယ်အဝဲလေပူလေနီတကယ်လေစားတော့ခါနော်အဝဲနေပွားဘာညပွား le pone tra la orga hagi ma wa ni no le nya ne apa ne ba la sa khai la ge အနုသာသနာဝဲနေပထမဆုံးတီထောင်တာခုနကရှာဒေါက်တာအလန်မီချယ်ကနေအာရာကွာနေဝဲကတိတော့ပိုင်းမောဘလို့သူကဒီဟက်ဆဝဲအဖုံဆူဇန်နာဟက်ဆဝဲကနေအဝဲလာစီယိုလေဘာကတော့ဘာဝင်းကြီးပိုင်းနဲ့ဆိုင်တာပေါ့ oh အဝဲလာနူယောဂတဲ့တွေပေါ့နော်ဒါပြောမယ်ဆိုရင်သူတို့ဒါ reception hall 1ဒါ reception ပေါ့ ke le ne le ze အဝဲတယ်လေအဝဲတယ်နေပြတဲ့လဲဆိုတာကဆိုရင်မောအဲ့ဒီလေထိလာလေရအောင်လေခေါ်လာလေလေနေတယ်အဲ့ဒီဟာဆိုတာကဆိုနေ ke da no bu ko kho da le chin da na အဝေးချင်းသာသနာတွေမောပြတဲ့ဒီတိုင်းလေတောင်ပေါ်ချင်းပေါ့နော်ဒီဒါလည်းချင်းကနေဟိုဒါခိမျိုးတော့ဟုတ်လားမြေပြတ်ချင်းနဲ့တောင်ပေါ်ချင်းလေမြေပြတ်ချင်းကနေအရှုပ်ချင်းနေမှာအရှုပ်ချင်းကနေပြတဲ့ဒီလဲနေမောလေဒူဒီယာအင်္ဂလိပ်မြန်မာစစ်ဝေးအလော်ခိနေအဝဲတွေစားရဖက်နေမှာနော်စားရဖက်နေတော့ဒီမြေပြတ်ချင်းပေါ့ဒါလည်းမြေပြတ်ချင်းနေဟိုဘူရောပယောဒီဘာညောဒီပေါ့ဘက်ကောဟောကတာနေကနေစားရဖက်နေတော့ဒီအရှုချင်းကဲတော့ဘာဖြစ်ကိုပဲဟောကတာနေဘူရောလေပြီမောအခေါ်နေပါဘူရောလေကီမာဒီကလဝါမောလားကလဝါဒီနီကိုပြောတော့ဒီညာဝီလော်ခီမာလေတောင်းမောတောင်းမောနေသူကကဆမ်လေအရှုတေဒါချင်းသာသနာပြုဆရာပေါ့ဟုတ်လား decided ပေါ့နော်ခန့်အချင်းခံလာ decided ဒီသူကကဆမ်မောဟုတ်လားနေဟဲ့ဝဲဒီတရဝီလော်ခီနေလက်တော့သူချင်းတောင်းပေါ့ချင်းတောင်းသွားပြီလားဟုတ်လားကွာသာသူဆိုဝီလာဟုတ်လားတိလာပဲချင်းတောင်းတော့မောတိတယ်ပဲချင်းတောင်းပြီးတော့လေခီကနေဒေါက်တာ east ပေါ့အဝါလေကတိသူရာမောဆိုတော့အဝါလေလက်ချင်းတောင်းတော့ဒီလက်ကွာတာခုဆိုဖက်နေလက်ကူချနေကွာကွာချလေဖက်နေမောအဝါလာကူချကွာချနေချာတဲ့တနီတော့ဘူးနေကွာတာတဲ့လေကွာချမောဟိုဝါလာတကလာပဲတဲ့တော့နီတကလာခေါ်လို့ညမောဟောလာပါကွာလား ha aya ne ဟာအညာမောဆိုတော့ဟိုလာလေခီမှာစာခုတ်ပေါ့ဒါခုတ်ကနေဟာခါပေါ့နော်အဲ့ဒါလေအဝတ်စနာပြဆရာမနေလေချင်းတောင်ပေါ့လေချင်းတောင်ကလည်းကွာလာဆိုနော်ဒီအဝတ်လေးခီတော့စာမောတဲ့မှာပဲ le ke da ki ga mo ဝလာနေကတိစနာကတော့ဝလာပြတော့ဆရာဝွန်ဒီမောနော်ဆရာဝွန်ဒီမောဟိုကအဲ့လေတော့လေဘာကတော့ဒီလေကွာချကတော့မောပဲနော် la kha da be ho အဝေးကနေဟုတ်ကကျုပ်ဖို့အော်ဒီကတော့ခရီးဖို့ဝလာအဲ့တော့ကျုပ်အဲ့တော့ဒီစီကျုံမောဒီစီကျုံတော့ဖက်အင်းဆိုင်မောထိုခွေရရေခိုင်ပြီလေ le ne jo pho yi la ဝဒါလေကျိုးရိုးတော့မဟုတ်ဘူး ကျိုးရိုးတော့ကျိုးနော် တော့ကျိုးဖို့လား ne nai ဝဒါလေတော့ကျိုးကတဲ့အဆောင်ပေါ့အဝဲလေတော့ကျိုးအဆောင်ပေါ့ he wa ne du lo jo kut de ha တဲ့တော့ကျိုးခွန်မော le du la ne ကနေ missionary ဟိုဟီမောလေဟာခါတယ်ပေါ့ la pho la be ne အဝေးကနေအဝဲတွေပတဲတွေလေတောက်ဖို့ပေါ့အော်ဒီမှာတောက်ဖို့ပြီးတော့အဝဲတွေတို့တောက်ပေါ့ဆိုထိုးခွိကရခါနေတယ်ထိုးခွိကရခါနေတော့ဝီတကရပြတယ်ပေါ့ဗျာပူနေနာကိတက် fa ko ya de khu လခုနေပေါ့နာကိတက်သူထောက်ခေးပြီးနေ
အိုဒီတာလည်းဒီမစနီဒီတက်တက်တော့အိုဒီတာတော့တက်တော့ဝေး လက်တပည့်နေ အဝဲနာကကျပိုလို့ချင်းတာခေါ်တယ်မဝင်အဝဲနဲ့ ability အဝဲနဲ့ ability ပဲတည်ရမျိုးတယ်မ အော်ကပလက်တီကောနာ ability ပေါ့ လေနေ ဝင်နာက ability လာဝင်နေလေချင်းတောင်းနေမအဲ့ဒီ ability လေဟာခါနေမဟာခါနေ ရတော့ဒီတင်ရသူလေလေရေးကြလေအိုလန်ရှင်းအောင် ဟဲ့လေအမေ ချင်းအိုနေတဲ့ချင်းအကလောလောပရာအာနိဘွယ် အားနေ အဝဲပမာလို့ကွာညောတက်စီဆိုတဲ့ဆိုနေတရှိသက်လို့ဘဝနာဒီရင်လူမျိုးနေရဲ့နော်ဘာသာစကားနော်မိမိချင်းနေတယ်အိုလွတ်ရှိညာမိမိညာ ဝမေ အေးအပေါ်ရှိအောက်ရှိအထက်ရှိအလယ်ရှိ အဝေးလေလက်ချင်းကောနေမပထမဦးဆုံးတာနှစ်ချင်းခံတဲ့မော်နော် အော်လေတကယ်တော့ခိပိရဲ့ တော့မပါပါနေ အဝဲနေဘယ်လာမလဲဒီလက်ချင်းကရှုပ်တော့ ချုပ်တယ် အော် တူနေတူနေ နေနေ ချုပ်တယ်လားဗျာဟောလားမပေါင်းစွမ်းလို့ခေါ်တာပေါ့ပေါင်း ပေါင်းစား ပေါင်းစွမ်းပါနော်ဟို အမဟောနေ အမနေ ချမ်း ပြီးခန့်ချင်းပေါ့အဲ့လို လက်ဖို့ကိုခိကပါတယ် ဟောလားအဲ့လားသာနာပြုစီရလား missionary ကြမှာ missionary ကဲဝီလီချင်းတာဒနာဘယ်ကြီးလဲမြန်မာသာဒနာအလခိတော်ပဲခိုင် မြန်မာသာနာဝိရလေစာရတာလေဆိုတယ်ပေါ့ဒါတာဝိနေတရာစတီဗန်မစတာစတီဗန်လေပွဲကိုပြောနေပြောနေဘာလာစတီဗန်ဂျီစတီဗန်လေးပေါ်ရတယ်မတော့ဘူးပါတယ်ဝိရလေစာကင်းခိတ်ပေါ့စာကင်းခိတ်ပေါ့နော်အဝရနေလေပြီပေါ့လက်စောရလေပြီနော်စာကင်းခိတ်ဝိရလေစတီဗန်လေးပေါ့အဖို့ပါပဲအဖို့ပါစတီဗန်လေးပေါ့အပါစတီဗန်ဂျီအဝရစတီဗန်လေးဘာလို့ပြောနေအစားရှိတဲ့ဆိုပေါ်ရတယ်မအဖို့ပါအဝရတဲ့နေကျွန်တော်တို့ဟာကူလောမเห็นมั้ยฮัดดอตาลอามาอาเรียนมั้ยအဝေးကနေ အပေါ်မှုလားပြီးတော့မှု အမလာ missionary လား missionary ကိုလာမှုလား ဆိုတော့တမ်အင်္ဂိုပေါ့လည်းပေါ်ပြောနေကောမမအင်္ဂလန်ပေါ်နေမအင်္ဂလန် အနာတဲ့ကျူးနော် အဝက်ဒါနေဗတက်ဒီလဲနေ ကပြခေါ် ကပြပါအမေရိကလား နေရ အဝက်ဒါနေမဒီဗတက်ဒီလဲနေအစာရှိတဲ့ဆိုနေနာမည်ကြီးတော့ဆက်ပြီးပါဟဲ့တော့ဟိုကတော့အဝါနေတီဆူဆူတော့မတဲ့ကြတယ်မအဝါနေဟဲ့တီဟဲ့ကွာဆူချပဲဝိတကူနေမဝိတခါနေကွာဆိုတော့တေးပါဆိုတော့ဒီရဲ့ဒီတော့အဝါတီနေမအဝါတီပါဆန္ဒကိလာအဝါလားတကီလိုအမေရိကပါတော့အိုဖဲနေတော့ဆိုတော့သူဆိုမအဝါလည်းဆိုတော့ဖဲနေဆိုတော့30ဒါဟုတ်လားအခုက30တော့ပြည်ဖက်သွားတယ်ရန်ကုန်ပြည်ကာနာနဖေးမှာလေ30လည်းဘယ်30နဲ့အနီလူစီညာလက်စတာခုဆိုတော့ဖက်နေမှာကဲတော့ဘာကိုတော့လူညာလားလည်းပြောကတော့ဖုန်ကြီးလေးစခရိယဖြစ်လာတာဟုတ်လားကွာဝရအဝရနာကိတော့ဘာပဲနေနေကွာဒီတော့ပြောနေမှာမနဆုဟောမနဆုဟက်တွေဥဝေအရှိတုံဥရနော်အရှိနေပါတွေဥခိဘလောညာမီလောင်မှာအိမ်မီလောင်ပါလေတာလာအိမ်ပေါ့ဆိုတော့ဒီကိအဝရနေသူဒုက္ခတွေအများကြီးခံရပြီမဲ့လည်းပဲတီးတာပဲဒါပဲနေတော့မ လောကကွာညောင်းမှုဖတ်တို့ညာလောကကွာ တီးတာပဲ30လောက် အမေရိကန်ကဲဆုမညာအဝဲဒီကောဟောလာ ဘယ်လဲတောင်ပေါ့စာ11တော့စာ11နဲ့လက်ကွာဆိုလို့တောင်ဒီမိပါညောင်းလည်းပြောကလာတောင်ပြောကလာမှာ ဆုမညာတက was has call ကနေဝန်နဲ့ကြတော့လက်ခီနော်လေတန်းစုံဟိုတာတော့ညမှာပြပြတဲ့ခါတော့တနည်းပေါ့အဲ့လိုရှောက်သွားပြီးတော့တမမဟုတ်ဘူးသူတို့ကတော့အဲ့လိုနော် လက်တော့ကတဲ့ခေါနေ အဝဲတော့ဒီကနေ ဘာညောင်းမပြော ပြောလာဥတာအေးမောအဝဲလေလက်ကိုပြောတယ်အစိုးတူတာဘူးဆိုတာလက်ဝဲတိုင်းလာလားနော်ဝီတော့အစိုးဆုံးလက်တင်ရဆရာပထမဆုံးစာပါစီပေါ့အစိုးတူလက်ကိုပြောတယ်အစိုးတူစာပါစီအဝဲလာကွာတော့ဝဲဝီမောဦးနောတင်းတော်လေဦးနောတင်းတော်ညဝဲလာကွာဒါဆိုပဲဒီလူစီ ကဲပေါ်လာကောနေ အပေါ်လာနေဝဲလေဖရာချောက်ကလစ်နေလည်းပတ်တိမောဖရာချောက်ကလစ်အမစက်တမီပေါ်ညောပါဘာ missionary မော missionary အမဖရာချောက်ကလစ်အမနေပတ်တိကတိတရမ်ဆိုတော့အဝလာတဲ့လူနေဘာကတော့ကတိဟိုဘလိုမောလေတောင်ကတိကတော့ဟိုပါဘူးလေနေ ဝဲနေ missionary အကျိုးမောလေပတ်တိစကိုင်းမော missionary ကျူတရမ်တဲ့missionary ကျူတရမ်တော့
missionary တွေမှာအဝဲတို့ကတောင်းပေါ်ရတယ်နော်အဝီကနေဒီစိတ်ကျိုးပြောပြောစိတ်ကျိုးလက်နဲ့ပါညာလက်အပေါ်မပြောမောပြောအပေါ်ဒီစိတ်ကျိုးဝီရတဲ့ပေါ်ခွာစိတ်ကျိုးမနော် ဝယ်တဲ့ဘောက်တော့ကောင်းပေါ့အသက်ဆက်တက်လာတော့ဝင်နေကဲဝယ်နေ အဝီကနေ အဲ့ဒီပဲကွာ အဝီကနေသူတို့နေပါဖို့တာ Sunday school မှာလက်ပါမှာတမီလက်တောက်ဖို့တာကြမှာလမ်းဘေးမှာ street Sunday school ပေါ့ street Sunday school ပေါ့အဲ့ဝယ်သူတို့နေပါဖို့တာလက်ပါတော့အဲ့ဒီကောဝဲတော့သူတို့နေ Sunday school ရနေမှာ အမီကိုရောတော့ အမီတူပါ မင်းလက်တက်ပြီ အဝီကနေတဲရလဲလေထရာဘရီတန်နေပိုကီမှာအဝလာထရာဘရီတန်နေပိုကီလဲအဘောလဲလို့မှာ မူတီ မူတီအဝလာလဲမူတီကလည်းပါဆိုဒါကအဖို့မကနေနေလာတော့ထရာတီရိုးစ်မှာတီရိုးစ်ကနေလေပြောတာပြီးဆိုမှာအဝတိအဖို့မလာ family award နေတယ်ကဲလာပေါ်လာခိတန် အဝီကနေမလစီမလမြိုင်ပေါ့မလမြိုင်ခိုင်ပထမနေ့ချင်းCE ပေါ့လူငယ်ကြိုးစားခြင်းပေါ့နော် CE အဝတ်လေအချူခံတယ် လက်ပေါ်လာပြီ အဝီကနေအဝတ်ဒီမှာတခုစောဝီတော့အင်္ဂလိပ်သင်တန်းလို့ပေါ့နော်အင်္ဂလိပ်သင်တန်းမှာလုပ်ပြီးတော့အဝတ်ဒီ အဝယ်နာကမဲ့တင်နေလို့ အဝီကနေကော်တာဖို့ဒါကော်တာဖို့ရတယ်ကော်တာဖို့အောင်ပင်လေကော်တာဖို့ပေါ့ လက်စကိုင်းမလို့လည်းမဟုတ် စကိုင်းပေါ့စကိုင်းတော့မန္တလေးပို့လာတာတော့ နေနာကေ အဝီကနေတောင်ငူပေါ့တောင်ငူတောက်ဖို့တောင်ငူအတင်းသားတွေပေါ့အဲ့လွန်ခဲ့တဲ့ဒီဟိုမှာလောက်ကပေါ့ဒီဘယ်လိုပြောမလဲဘယ်ခုနှစ်လောက်ပြင်မယ်ဟဲ့လားအဲ့ဒီမှာလူမျိုးစုံပါတယ်တောင်ငူနာကေမှာပါတယ်ရှမ်းပါတယ်ချင်းပါတယ်ကချင်ပါတယ်မွန်ပါတယ်တရုတ်ပါတယ်ကရင်ပါတယ်တယ်လီဂူတမီအင်္ဂလိပ်အစုံပဲ အဝယ်နေ အဝင်းနေပါဘလချီလေ ရှေးပြန်ပါနော် လေချီဟုတ်တယ်လေလက်ဘလူကနေပါဘလချီရပုံစံဒီလေရနေမပဲတော့ပြန်ပြီးသိစီချင်တာလေအဲ့လိုမျိုး အဖော်လာဒီနေ အဝင်းနေကျိုးလို့တော့ဝဲကောမှာ missionary လညာနေ missionary ကျိုးနေတယ် လေတက်ခါပါမလေရလေဘုခါ ဝဲနေနေအဝီကနေလေလာယူတာအနီတကရာခါနေမော ဘာမြောက်ကို အနီတကရာခါနေအဝဲနေလက်ကပါနေအဝဲနေပေါ်တော့ရတာသူထော်တော့နော် အင်းဦးလီ အဝဲဒီမှာအင်းဦးလီ တတ်တာကူစားတယ်ဘု တက်ဖို့ကစားတဲ့ လေအောင်ပြီလေ ဒီမှာ the gospel tank နော် gospel tank evangelist missionary and native Christians ဆိုအဝဲဒီမှာကနေတောက်ဖို့တဲ့အသင်းတော်တွေလာပါဝင်ကြတယ်သူတင်ဆက်ချင်းတွေဒီမှာအသင်းတော်လိုက်လာကြတယ်အဲ့လိုမျိုးလာပြီးတင်ဆက်ချင်းတွေလုပ်ကြတယ်အဲ့ဒီမှာနေရောညရောဆက်မပြတ်ပဲအဲ့လိုမျိုးသူတို့နှစ်တရာမှာတော့သူတို့ မင်း ဘယ်လိုပြောမလဲသူတို့လှုပ်ရှားမှုတစ်ခုပေါ့နော်အဲ့လိုလုပ်ကြပါ ကဲနောက်ဆုံးတော့ဘာအောက် အဝေးကနေမှာပေါ့ဒီ Sunday school ပေါ့ Sunday school ကြည့်မိနိုင်ပေါ့နော်အဝတ်ဒီနေခုဖာတော့အဝတ်ဒီတော့ပဲအမှတ်တရ ရောမအမျိုးသမီးသဒနာရောမနေချင်ဘူး The Nation Bible Society of Scotland ပေါ့အဲ့ဒါနေပေးတဲ့စုရတာ နိုင်ငံခြားပေးတဲ့ Sunday school ပေါ့စုရတာအဲ့ဒါသူတို့မှတ်တရထားပုံရတာဟို Scotland ကပေးတာလေ Scotland ကနေပြီးတော့သူ Sunday school မှာဖြည့်ခန်းတာဖြစ်မှာပေါ့နော်ဒီကပလုံးနဲ့လေဝေရမနေရှမ်း ရှာတတ်နာဝတယ်ရှုံးတယ်လည်းမကဦးထက်ပြီးရောကတဲ့ဟာ ဝေလေရှမ်းကလာမှာရှမ်းတာကနာလေလေကိုရနေအဆုတ်တယ်လေဒါရှမ်းကလာနေအဆုတ်တယ်တာနာကစီယာရှမ်း base ပြီးပေါ့နော်ဝေခီရတကနေဖလာကူရှင်ပေါ့ကူရှင်နဲ့နာမည်ကြီးပေါ့ဟောတာလေဝေဒီလိုရှိစုရှမ်းဘာသာကိုဘာသာပြန်ခဲ့တယ်လို့ရန်ကုန်တက္ကသိုလ်ပေါ့ရန်ကောလိပ်ပေါ့နော်အဲ့ဒါကိုလည်းမကြောက်လုပ်ခဲ့တယ်တူ စုပညာလူ စုပညာလေးသူကဝီလီယမ်မာကက်စ်ရန်ပေါ့အဝဲလာနေလက်ကွာတာသူလည်းကျိုင်းတုံပေါ့ကျိုင်းတုံတော့ကတဲ့တွေလည်းခိုင်ဝါဒီလာဟူမှာကြောက်တော့ပထမဆုံးသာနာပြုစီရဒါပေမဲ့သူကရှမ်းထဲမှာပဲရှိတာပဲဒါပေမဲ့ဝါဒီလာဟူရဲ့ပထမဆုံးဝါဒီလာဟူဂျာတော့သာနာပြုတာပေါ့နော်ဝီလီယမ်မာကက်တော့သူကသားစီမိဆက်ပဲအဖို့ခွာတယ်ရတော့ဟဲ့ကွာကြီးလက်ထိမှာတော့ရှာဒီလေအဝဲဒီကေတီမှာ ဆွေးရတဲ့ကလည်း ပြီးတော့သူကဟက်ဒဆန်ကနေအဲ့ဒါကြီးသူကနော်အဝါဒါဒီကွာပါစားတော့ဆိုတော့ကြော်တာကူကြော်မှာဆိုအဝါဒါဆရာဖဲတောင်ကြီးမှာဖဲတောင်ကြီးကောလာဆူကနေအဝါဒီတောင်ကြီးနေအောင်ဒီကဲတော့ဝေလို့ခိတယ်အဝါဒါလည်းဖဲနေတော့လက်ကွာပါစားဖဲနေတော့ကြော်တာကူဆိုဖဲတောင်ကြီးမှာ လက်ရှိကတူတူကကြီးနေ when is a greek မှာ a greek ကနေ
အဝဲလာမိုးနေပေါ့မိုးနေနေအဝဲလာတိတရာတလည်းရှာတန်လို့တာအမင်းနေအဲ့ဒီတိတရာအမလေအဲ့ဒီတိတရာအဲ့အဝဲဒီကတဲ့လေလက်ခေါ်နေဆိုတာဆိုတော့လက်ခေါ်နေကွာကွာဆိုင်ဒီမှာအဲ့လာလမိုးနေမှာအဝဲလာမိုးနေစာဟာပါတော့တဲ့လေတောင်းနေနန်းခမ်းမှာပဲလေနန်းခမ်းနေဝါလည်းတိတရာကတော့Robert Dr. Robert Hapa เนาะแล้วใครนักคันซียงดินักคันซียงဆိုတာခုနာမည်ကြီးပဲပေါ့นักคันซียงမှာစပြီးထောင်ခဲ့တဲ့သူတွေပေါ့သူတို့တွေဟုတ်ကဲ့နော်ဆရာလစ်ပေါ့နော်ဆရာလစ်ကတော့ဒီအဝလာလေတီဘောပေါ့လက်တော့ဆိုလက်တီဘောပေါ့အဝလာเนี่ยတော့တက်နေကတော့ကွာมาချိုင်းနော်နော်အဝေးကနေဆိုတာဒီလမ်ဘတ်ပေါ့နော်ဆရာလမ်ဘတ်ပေါ့အဝလာလေလက်ဖက်တီဘောနေလားလက်ကွာတာခုဆိုဖက်တီဘောခါနေစကက်ပတ်တီဘောပေါ့တီဘောတော့မန်လီလာရှုတီဘောပေါ့အဲ့တော့ဝိစကက်ပတ်ထရီပေါ့အဝဒါနေလက်အိုဖက်ဆိုဖက်တီဘောနေပေါ့အဝဒါကစီစရာကတော့အောက်တာပေါ့အဝဒါကီခါနေအဝဒါကီအိုဘီလေအမေရိကန်ခါနေစရာနေလေပေါ့စရာလေခါနေပွားတော်လာတဲ့ဖက်ထုံမှာဒူတီရအဝဒါတီပဲတီဘောနေပေါ့ဘာတမလာဘာဒူတီရောဘာဒူတီအဝဒါဖက်တမလာအဝဒါလေစရာဝင်ကြီးခါနေလားအပူကျူးခါနေပေါ့အဝဒါလေကွာလေนี่လေกว่านี่เอาไว้สระตลอดเลยทุกနေရာမှာတော့တောင်းယူတဲ့အချိန်မှာလေခေါ်နေဝဲတလอดတော့ဘာတမလာဒူတီရောဘာတမလာဒူတီရောလက်ခေါ်လာတပေါလေအဝိနေကျိုင်းတုံတခြားကြီးမောကျိုင်းတုံအချိုးတယ်လေချိုးတာဝဲခိုင်မျိုးတော့ကဲတော့ဆောက်ကျင်တယ်လက်ခါနေဟိုလာတဲဖို့တော့မှာခါနေတယ်ဘာဆိုးတယ်လေခေါ်လာအဝိနေနခန်းတခြားကြီးလေအချိုးတယ်မောတာဘောနေတာဘောလေအချိုးတယ်ကနေအဝိတခြားရခါနေတယ်အဝိဟိုလာမှာဝလာတီဖို့တော့စီဖို့ဒီနမောလေခေါ်နေကတိအဝဲကနေမှာခုနတရာဝီလျံမားကက်ရမောအဝဲလာကဲတော့လဲကွာလာဆိုတော့လေဝါကလာမောအခါနေမလဲတော့ဝါလေကကြည့်ခုမောဝါလေကကြည့်ခုနေနေချီလောနေအဝဲဒီလာမောကတိလာနေချီလောနေစရာမောဘောချီလောနေကနေပကတဲ့ဒီလေအစရာမီဟဲနေနခိမီဟဲနေတဲ့ကတိဘောမောသူတို့စီလာတဲ့ခါကျရင်စီလာလို့ရအောင်ပေါ့ဆရာအတွက်ဆိုပြီးတော့သူကမှာကိုလာသုံးတော့လက်ဆောင်ပို့ပေးလိုက်တာဆရာပြီးဝဲခူကနေအဝေးကနေဒါမူဆိုးတော့လာဟုပေါ့လာဟုနေပြောကောလေမူဆိုးတော့မှာအဲ့ဒါမူဆိုးတရာလေကျိုင်းတုံအချုပ်တွေမှာနိချင်းခံတာပေါ့ဝေးနေဝါလူမျိုးတမှာပထမဆုံးနိချင်းခံတဲ့လူတွေရအောင် the first fruit from the work ဒီမှာ tribe ပေါ့နော်နေရာကျိုင်းတုံပေါ့ဆိုတော့ပထမဆုံးနိချင်းခံတဲ့ဝါပါလိမ့်မယ်အခက်သာဒါလည်းအဲ့တော့ပဲ1905မှာနိချင်းခံတဲ့မူဆိုးပေါ့မူဆိုးကလာဟု3ယောက်တူလေလေဒါလည်းဝိလာကြီးဝိတက်ဒီလည်းနေတိုင်းတုံမှာလေလူ96ယောက်လာဟုပြီလေတခါတည်းနိချင်းခံတာဟိုမှာလူမျိုးပေါ့အများကြီးပေါ့နော်ဒါပေမဲ့သူဒါနဲ့တော့100လောက်กว่าတာပါလေဟိုမှာလည်း100နဲ့100နီးပါးလောက်กว่าတော့ဟိုကတော့အများကြီးစောတာဒီမှာလာဟုလူမျိုးရှာခုနရှာဝီလျံမားကက်ရန်လေသူကသွားပြီးတော့သနာပြုတဲ့ခါမှာကျိုင်းတုံမှာရှမ်းလူမျိုးတွေလည်းပဲဒီခရီးရန်ဖြစ်လာတာနေတော့မှာရှမ်းနေတာဒါပေမဲ့လာဟုတွေကျတော့အမြောက်အများဖြစ်လာလေအဲ့ဒီမှာလာဟုလူမျိုး96ယောက်က1904ဒီဇင်ဘာ22ရက်နေ့မှာနိချင်းခံတာပေါ့မင်းကဘယ်လက်လဲလက်ပြရတော့အဝိနေဟိုဒီဘောမကျိုးလေရှားတဲ့နာကြီးတော့နော်ကျိုးနော်ဒါ missionary တော့ကျိုးဖို့ဝင်မှာဒီဘောဒီမှာလေထောထူအောင်ဝင်နေရတယ်လက်တုံးနေဒါလည်းရှမ်းတာလာနေစာလို့တော့ဦးတော့နော်ဒါပေမဲ့စာလို့ရှမ်းဟိုမှာဒီရှမ်းတောင်မှာစလာမဟုတ်1895မှာဘာမလဲလက်ကျနေမှာဘယ်လိုဖြစ်လဲဆိုတော့ဒီရှားတာတော့နာပါဒီဆရာလည်းပြန်စားမှာနော်ဒီဆရာလည်းပြန်စားမယ်ဆိုတာဒါဒီဆရာမှာတောင်မှာစောက်ခဲ့တဲ့ချက်ပဲပေါ့ဒါလေးစောက်ခဲ့တဲ့ချက်ပဲလေဆိုတော့တောင်ပေါ်ရှမ်းပြည်နယ်တော့တိုက်ပွဲဖြစ်တာတိုက်ပွဲဖြစ်တဲ့ခါကျအဲ့ဒီမှာရှမ်းလူမျိုးဒီ1000ကျော်လောက်ကဒီအင်္ဂလိပ်တွေအုပ်ချုပ်တဲ့အဲ့တောင်ဘက်ကိုရွှေ့လာကြတယ်ပြောလို့တောင်မူနဲ့10မိုင်လောက်ဝေးတဲ့နေရာလောက်မှာသူတို့ကပြောင်းရွှေ့နေထိုင်ကြတာအဲ့ဒီသတင်း missionary ကကြားတဲ့ခါမှာချက်ချင်းပဲဒီဆရာကိုလွတ်တယ် service ပြအဲ့တောင်မူတွားပြီးတော့အဲ့ဒီမှာတာတော့ပြုတယ်အဲ့ဒီတာပြုတဲ့ degree က1800အဲ့ဒီဗိမာန်တော်ဆောက်တာဗိမာန်တော်ဆောက်ဒီဗိမာန်တော်1863မှာဆောက်တာသာသနာဒါတဲ့နေစော
ဆောမိုးအေးပေါ့ဆောလာပေါ့1860ပတ်ဝန်းကျင်လောက်ဖြစ်မှာပေါ့အဲ့လိုဖြစ်မှာပေါ့ ကဲနောက်ဆုံးတစ်ပုံ ဒါကတော့မှာပေါ့ဒီကျိုင်းတုံမှာဆရာခုနဆရာဝီလီယံမာကက်စ်ရန်နေခဲ့တဲ့အိမ်ပေါ့ကျိုင်းတုံမှာသူသာသနာပြုရင်းနဲ့ ကဲအောက်ဆုံး ဒါကတော့မှာပေါ့ဒီကျိုင်းတုံမှာဆရာဝီလီယံမာကက်စ်ရန်တွားပြီးသာသနာပြုတဲ့ခါမှာဒါအဲ့ဒီကျိုင်းတုံမှာပထမဆုံးဒီချစ်ခံတဲ့ရှမ်းလူမျိုးပေါ့ဒီဖက်ကတော့လာဟုလူမျိုးဒါသူတို့ကျိုင်းတုံမှာပထမဆုံးဒီချစ်ခံရတဲ့လူတွေ ကုန်ပြီလားဘယ်ချမ်းမကျန်နေလား မချမ်းမရှိဘူး ဒီမှာရှိသေးတယ်ရာကောင်နေရှိကိုလေ ဒါကတော့ကျွန်တော်တို့ဒီချင်းမှာအခုတည်းတော့ကောလိပ်ပေါ့နော်ရှင်းပြပညာသင်ကြားတဲ့ကောလိပ်ပေါ့ဒီကောလိပ်ဖြစ်လာရတဲ့အကြောင်းရပါလဲဆိုတော့ကရင်တွေကပေါ့နော်ခရိယန်တွေအများကြီးဖြစ်လာပြီဒါပြီးတော့မှဒီ mission ကျောင်းတွေလည်းအများကြီးဖြစ်လာတဲ့ခါကျတော့ mission ကျောင်းဆယ်တန်းလည်းပဲအောင်သွားကြပြီဆက်ပြီးတော့တက္ကသိုလ်တက်မယ်ဆိုရင်နိုင်ငံခြားမှာတော့တရားတော်မယ်လေစပေါ်ညတက္ကသိုလ်မှမရှိတော့ဘူးဆိုတဲ့ခါကျတော့အဲ့ဒီမှာ missionary တွေကအဲ့ဒါကိုမြင်တဲ့ခါကျတော့သူတို့တိုင်စီဝေးကြတယ်ပေါ့အဲ့လိုပေါ့မှာလည်းပဲနော်ဒီအားလုံးစီမီပညာကရင်လူဒီကတော့ကရင်လူမျိုးပေါ့နော်အစီမီပညာကိုသင်ကြားနိုင်ဖို့အတွက်ဆိုပြီးတော့မှ college ကလို့တီထောင်ကြရအောင်ဆိုပြီးတော့အဲ့ဒီစီဝေးကြီးမှာပေါ့ missionary စီဝေးကြီးကိုတိုင်ပြီးတော့မှအဲ့ဒီကလကတ္တာမှာရှိတဲ့ဒီကျောင်းတွေချိတ်ဆက်ပြီးတော့မှနာမည်မှာရန်ကုန်နှစ်ချင်း college ဆိုပြီးတော့မှစပြီးဖွင့်တာပေါ့အဲ့ဒါဒီပေါ်မှာရှိတဲ့ missionary တွေကဒါ missionary တွေနော်ဒါ missionary ကြီးပဲ missionary တွေကနေပြီးတော့ကြောက်အောင်လုပ်ပြီးတော့မှဒါသင်တာပေါ့နော်ဆိုတော့အဲ့ဒါဒီမှာလေပထမဆုံးသူစခွေးကစဉ်းစားတာသူကပသိမ်မှာစခွေးကိုစဉ်းစားတယ်ဘာလို့လဲဆိုတော့ပသိမ်မှာတော့ဖြစ်အများကြီးတော့ပွားညောဟိုအမောပသိမ်ခေါ်နေဆိုဒါပေမဲ့သူနောက်ပိုင်းကျတော့ admission နဲ့အစည်းအဝေးမှာသူပြန်စဉ်းစားပြီးတော့မှရန်ကုန်ထက်မနော်တဘောကလူမျိုးတွေထက်ပေါ့နော်အားလုံးလူမျိုးတိုင်းတက်လို့ရအောင်ဆိုပြီးတော့မှသူရန်ကုန်မှာပဲသူဖွင့်ဖို့ဒါစဉ်းစားလိုက်တာရန်ကုန်ပြန်ရွေးချယ်လိုက်ဆိုတော့ဒါကပထမဆုံးဒီကျောင်းပေါ့ဒါဘာလို့ကျောင်းကသူကကျန်းစာကျောင်းအောင်လည်းဖြစ်တယ်လေသူကကရင်လူမျိုးတွေနှစ်30လောက်သူကကျန်းစာကျောင်းစမှာပဲတဲ့လေကြောက်ပြီးပေါ်ညမှာနည်းနည်းဒါပဲအားရဆယ်လို့နေတော့လက်ခေါ်လာအားရဆယ်လို့နေပေါ့လော်ကီပေါ့ပညာပေါ့နော်ပထမဆုံးပြီးတော့မှဆရာကြီးကာပင်တာပေါ့နော်ဒါဆရာကာပင်တာချက်ပင်ကာပင်တာကတော့သူကအချို့နေအဝဲလာနေပေါ်ပတိမြတ်မှာအဝဲလက်ကွာတာဆိုတော့ပေါ်ပတိမြတ်မှာအဝဲလာကဲတော့ကျုပ်ကိုဝေးလို့ခင်းနေလက်ခီလာပါလက်ကွာတာဆိုတော့ပေါ်ပတိမြတ်အဝဲနေဖရာကုရှင်လက်ရှမ်းမှာပြတယ်အဝဲဖက်ကလာတယ်ဖရာကုရှင်မှာဖရာကုရှင်ကနေနာမကြီးပဲအဝဲလာတော့ဒါကြီးလားသူလက်ထက်ရောက်မှဖရာကုရှင်လက်ထက်ကိုရောက်မှဘယ်လိုပြောမလဲဒီနည်းနည်းပို့ပြီးတော့ပြည့်စုံလာတာပေါ့နော်ဒီကြောင်းဒီဆရာနှစ်ပါးလုံးကတော့တက္ကသိုလ်လို့ဆိုပေမဲ့လည်းပဲလူနည်းစုတွေပဲရှိသေးတယ်ကျောင်းသားလည်းသိမများသေးဘူးဥပမာကျောင်းသားဒီအယောက်340လောက်ပဲရှိနေတာပေါ့နော်ဒီဆရာကုရှင်လက်ထက်ရောက်မှဘာသာရပ်တွေလည်းစုံလာတယ်ပြီးတော့မှဒီကျောင်းသားတွေလည်းများလာတာပေါ့နော်တက္ကသိုလ်တစ်ခုရဲ့ပုံစံနဲ့ပြီးတော့တူလာတယ်နော်ဒါကတော့ဒီ professor ပေါ့နော် professor Hickler HICK တော့ Hickler ပြောနော်သူကလည်းပဲသူကတင်ချာလုံးဓာတုယူပါလို့ဘာလို့ပါဖို့ခါပေါ့နော်သူက missionary တွေနော်ရှိတော့ missionary ကပညာတတ်တယ်အခုခေတ်ကျွန်တော်တို့ပါရှိပါချဲတယ်မဟုတ်ရှင်းပြမရှိတော့မလို့ဆောင်ရတယ် missionary တကယ်မှန်တယ်ဒါစိတ်ကြော်တယ်ဒါဟို professor စိတ်ကြော်ပေါ့နော်ဒါ professor တွေသူတို့တွေတင်ချာတွေရော Latin တွေရောနော်ဒီ Greek Hebrew တွေအကုန်လုံးကျွမ်းကျင်တာဆရာတွေကတကယ်ပညာရှင်ပေါ့နော်ဟိုကတော့ဒါတော့ဟိုမှာဒီ Jackson College မှာအောင်လာတဲ့ကျောင်းသူပေါ့ပထမဆုံးကျောင်းသူပေါ့ဒေါက်တာဖြစ်သွားတာပေါ့နော်သူကဒုံစော့ဆဆိုတာလေသူကလည်းကျောင်းတော့မဟုတ်ဒီကျောင်းကနေပြီးတော့ပထမဆုံးဒေါက်တာပွဲရနော်သူနာမည်ဒေါ်စောဆဒေါက်တာဒေါ်စောဆသူကစိတ်ပညာနဲ့ပေါ့နော်ကဲဒါနောက်ပိုင်းမှာဒီဟိုအခု Jackson Church ပေါ့ဒါ Jackson Church ပေါ့နော်ဒါ Jackson College မှာရှိတဲ့ Jackson Church ပေါ့ဒီခုတူပဲလာတာလေမတူမတူဒါကတော့အခုဒီကျွန်တော်တို့မှာတင်းကျုပ်ဝင်တော့မှရှိရလေသူတို့ခုကတော့ပြည်သူ့ပိုင်းတိတ်လိုက်ပြီပေါ့အဲ့ဒီကျောင်းပြည်သူ့ပိုင်းတိတ်လိုက်ပြီလေပြည်သူ့ပိုင်းအဲ့ဒီအခု Christ Church ရဲ့ဒီရှေ့ဘက်မှာရှိတာပေါ့Christ Church မှာအော်ဒီလညာလေအော်ဒီ basketball ကွင်းပေါ့ဒီမှာဒါကြီးကဒီနိုင်စရာခုရှိရလေဒါပြီးတော့နှစ်တရာလုံးကဒါအမှတ်တရဆောက်ထားတာအဲ့ဒီဘောလုံးကွင်းလို့အဲ့ဒီကွင်းရဲ့ရှေ့တက်မှာနိုင်စင်ရှိတယ်ဟလားစိုက်တဲ့နှစ်တရာလုံးကဆောက်တဲ့နိုင်စင်လောကနေတမကြီးအိုအောင်မှာ
နိုင်စင်ကတေးအောင် အဲ့ဒါကိုကပြည်သူပိုင်တဲ့တော့သူတို့ထဲပါသွားတာပေါ့ လင်းနေ ဒါကတော့ဒီခုနကဒီ Rango Baptist College ကနေပြီးတော့မှစီနဝန်ထမ်းအဖွဲ့တွေပေါ့ပြောမယ်တော့ အပေါ်ကဒီကြောက် ဒါကတော့အခုလက်ရှိအသိချုပ်နေရလေအခုလက်ရှိအသိချုပ်နေရကအရင်က college အဲ့ဒီနေရာနေမှာအခုဒီပြည်လမ်းကိုပြောင်းသွားတာပထမဆုံးသူက college စဖွင့်တာကအဲ့ဒီအခုအသိချုပ်ရဲ့ကုရှင်ဟောရှိတဲ့နေရာမှာ college ဖွင့်တော့အဲ့ဒီမှာနေရာအစိုးရကနော်ဒီဟိုဘက်မှာ college ကိုတည်တတ်လုပ်ဖို့အတွက်နော်စီစဉ်တဲ့ခါမှာဟိုဘက်ကိုပြောင်းလိုက်တာဒါတော့မှသူတို့အဲ့ဒီမှာအဲ့လိုကုရှင်ဟောလည်းမရှိတော့တာ president hall ပေါ့နော်ဒါကျောင်းဦးကြီးနေတဲ့အိမ်ပေါ့နော် ဒီအောက်တဘောမှာ ဒါကတော့အဲ့ဒီကျောင်းမှာရှိတဲ့မြန်မာကျောင်းသားတွေပေါ့ဒါမြန်မာကျောင်းသားဒါကင်ကျောင်းသားတွေ အော်ကကျောင်းလား ဒါအဲ့ဒီ Jackson College မှာရှိတဲ့ကင်ကျောင်းသားဟိုကမြန်မာကျောင်းသား ဒီအပေါ်ဗာ ဒါတော့သူတို့ကျောင်းပေါ့အဲ့ဒါပထမဆုံးကျောင်းပေါ့ အော် ဘာလို့ college ပေါ့ college ဆောက်ပေါ့ဒါပြီးမှဟိုကဖြစ်တာဒါအရင်ဒါ Ragu Hall လို့ခေါ်တာပေါ့အဲ့ဒါကဒီ American ကနေ Professor William Ragu ကနေပြီးတော့မှလှူလိုက်တာအဲ့ဒါတိနဲ့ဆောက်တာပေါ့အဲ့ဒါပြီးမှဟိုကူရှင်ဟောစာဆောက်တယ်အဲ့လိုမျိုး ဒါရန်ကုန်ပဲနော် ရန်ကုန်ပဲဟုတ်တယ်ဒါလေးဒါတူပဲပေါ့ ဟို ဒါဒီဆောက်နေဒီဆောက်နေတူပဲလေ ဟိရဲ့ကွာဒီအားစနိုးလောကိုနေတယ်ပဲတိတော့စနိုးကအဲ့ခေါင်းမမကြောင် ဟုတ်တယ် ဒီမှာတော့စနိုးမှမရှိတာဒါပေမဲ့သူဒီဇိုင်းကတော့ သူတို့ကတော့အင်္ဂလိပ်ဒီဇိုင်းပေါ့နော်ဒါအင်္ဂလိပ်ဒါတူပဲလေဒီကောင်ကျတော့ကျောင်းသားတွေရိုက်ထားတာပေါ့ဒါကျောင်းသားတွေရောအားလုံး missionary ဒါကတော့ missionary တွေပေါ့နော်ဒါကျောင်းသားတွေ missionary ရိုက်ထားပုံဒါကတော့ကျောင်းမှာဆက်ဆံမတွေပေါ့နော်ပြောမှဆိုဒီ missionary နဲ့ကျောင်းမှာဆက်ဆံမတွေပေါ့အဲ့ဒါကတော့ဒါကြီးကကျွန်တော်တို့ဗမာပြည်မှာတစ်ခုတည်းသောဒါနှစ်ချင်းဒီရဲ့ဒီကျောင်းပေါ့နော် ဟိုရန်ကုန်နိချီကိုလေးယူရတာ နောက်တော့ဒီတတ်တန်ကောလေးပေါ့ ယူရတာကို အပေါ်လက်ပေါ်ကိုလက်တော့ပါ ဟုတ်တယ်ဟုတ်ဟုတ် ဟုတ်ကို အေး အခုကတိုင်းလက်တန်လေနော် တနာကြီးပြည့်တော့မယ်ဒီမှာရတယ် ဟာအစ်စီမောပါဗျာအပေါ်ဘာဆိုင်လက်တန်ကြောင်း ရှေ့လို့ရသူရမကြည့်တော့ဘူးဒါပေမဲ့ ပြန်ဖြတ်လိုက်ပါ ပေါ့ ဖြတ်နောက်တော့ဖြတ်တတ်တယ်နော် ပေါ့ အပေါ်မှာကတော့ဆိုင်လက်တန်ကြောင်း အဲ ဖြစ်ပါတယ်လို့နော်ဒါကတော့ဆိုင်လက်တန်ရဲ့ဒီ live ပေါ့နော်ဒါကူမွေးတဲ့နေရာနော်ဒီ model မျိုးမှာရှိတဲ့ဒါအခုကျွန်တော်တို့ဝယ်လိုက်ပြီလေမြန်မာနှစ်ချင်းပြောကိုပါဖရီကိုဝယ်မှာလေဟိုမှာဘယ်မှာဟိုမှာလဲဘယ်လိုခေါ်လဲဒီ ငါခေါ်ရရုပ်ဟုတ် ပြုတ်ပြီလေ ကဲ နော်ဆိုတော့ဒါကစိတ်သက်တန်မွေးတဲ့အိမ်ဖြစ်တယ်ဒါကတော့စိတ်သက်တန်ဟိုတက်ခဲ့တဲ့တက်ကတူဖြစ်တယ်နော်ဒါတော့စိတ်သက်တန်ဒီဓမ္မပညာသင်ခဲ့တဲ့နော်ဒီ Andover missionary မနော် Andover seminary ပေါ့နော် theological seminary ပေါ့စိတ်သက်တန်ဒီမှာကျမ်းစာကြောင်းတက်ရင်နဲ့နော်သူခေါ်တော်မူခြင်းခံရမှာခေါ်တော်မူခြင်း calling ပေါ့ calling ခံရတဲ့ခါကျတော့ဒီမှာကြောက်တုံးလေအဲ့ဒါအဲ့ဒီကြောင်ဝင်းထဲမှာရှိတယ်ဒီကြောင်ဝင်းထဲမှာရှိအဲ့ဒီကြောက်တုံးပါဆိုအဲ့ဒီကြောက်တုံးချီရင်မှာသူတို့တငယ်ချင်းတွေစုအဲ့ဒီမှာဆူတောင်းဆက်ကကြတယ်ငါတို့ကြောင်ပြီးရင်ငါတို့ဒီရေချမြေချသွားပြီးတော့သာသနာပြုမယ်ဆိုပြီးတော့မှသူတို့ကိုသူတို့ဆက်ကတ်တယ်တော့အဲ့ဒီကြောင်ပြီးသွားတဲ့အခါကျတော့သူတို့တွေကနော်ဒီဘယ်လိုပြောမလဲဒီကြောင်ပြီးသွားတဲ့အခါကျတော့သူတို့နိုင်ငံ6ကိုသွားပြီးသာသနာပြုဖို့အတွက်ဆိုတော့သူတို့ထောက်ပံ့မဲ့သူလိုတယ်လေအဲ့ဒီမှာသူတို့အသင်းတော်တွေသွားတယ်အသင်းဥဆိုင်နဲ့တွေ့တယ်ခရိယန်နဲ့တွေ့တယ်သူတို့တွေသာသနာပြုသွားမယ်နော်သူတို့တွေကိုထောက်ပံ့ဖို့ပေါ့နော်အဲ့ဒီ live စီးရုံးနေတဲ့အချိန်မှာပဲနော်ဒီပေါ့နော်ဒီသူတို့ Bradford မြို့ကိုရောက်သွားတာပေါ့နော်အဲ့ဒီ Bradford မြို့မှာ Bradford မြို့ရဲ့ဒီ Bradford အသင်းတော်ရဲ့တင်းတောက်ကြီးရဲ့သမီးနော်မမအင်းကတင်းတောက်ကြီးရဲ့သမီးနော် Bradford အသင်းတော်ရဲ့တင်းတောက်ရဲ့သမီးပေါ့အဲ့ဒီမှာသူတို့နေရာတွေ့ဆုံသွားတာပေါ့အဲ့တွေ့ဆုံပြီးတော့မှသူတို့တွေချစ်ကြိုက်သွားပြီးတော့မှနောက်ဆုံးသူတို့မင်္ဂလာဆောင်တယ်မင်္ဂလာဆောင်ပြီးတဲ့အခါမှာဒါသူတို့ကိုလက်တင်ပေးတာပေါ့သူတို့ကိုရေချမြေချကိုသာသနာပြုဖို့အတွက်စီလွတ်တဲ့ခါမှာအဝက်ဒီမှာဟေဒီပါစုမှာအဲ့ပါစုဝင်နေပါစုပြီးတော့ဟိုသူစာရခီးထွက်တာပေါ့နော်ဒီ1817 ဖေဖော်ဝါရီ19ရက်နေ့မှာ caravan တင်ဘောကိုစီးပြီးတော့မှကျွန်တော်တို့အရှိပြည်ကိုအိန္ဒိယဘက်ကိုခီးထွက်လာခဲ့ကြတာပေါ့နော်ဒါသူတို့ခီးထွက်လာပုံဖြစ်တယ်အဲ့လိုဒါပြီးတော့မှအိန္ဒိယရောက်တယ်ဒါဆိုရင်တော့ဒီအဲ့ဒီခရီးက4လကြာတယ်4လကြာတယ်တင်ဘောပေါ်မှာလေဆိုတော့အဲ့ဒီ4လထဲမှာပေါ့နော်ဒီဘယ်လိုပြောမလဲ
အဲ့ဒီလေးလတင်မလေးလရှိနေကျန်းစာကိုဖတ်တဲ့ခါမှာဆရာကြီးလက်တန်ကအိန္ဒိယရောက်တဲ့ခါကျတော့ဒါနှစ်ချင်းဖြစ်လာတာပေါ့နော်နှစ်ချစ်ခံတော့ဒါဆရာကြီးလက်တန်နှစ်ချစ်ခံခဲ့တဲ့ Labza Church ပေါ့နော်ဒါကလကတ္တာမှာရှိပါတယ်အဲ့ဒီ Labza Church မှာနှစ်ချင်းခံခဲ့တယ်ပြီးတော့အဲ့ဒါနေပြီးတော့တခါဗမာပြည်ကိုရောက်လာတယ်ပေါ့ရန်ကုန်ကိုဒါ1873ဇန်နဝါရီလ17ရက်နေ့မှာနော်ဒါရန်ကုန်ရောက်လာတဲ့ပုံဖြစ်တယ်နော်ရန်ကုန်ရောက်လာပြီးတဲ့ခါမှာဗမာစာကိုသင်ပြီးတော့ဗမာစကားတက်ကျွမ်းလာတဲ့ခါမှာဒါမနော်ဒီရွှေတကုံသွားတဲ့လမ်းမှာနော်တဲလေးဇက်လေးဆောက်ပြီးတော့မှဒါဆောက်ပြီးတော့အင်္ဂလိပ်လောက်တာပေါ့နော်ဒါအင်္ဂလိပ်လောက်တဲ့ပုံဖြစ်ပါတယ်ဒါကတော့အဲ့ဒီအင်္ဂလိပ်လုံနေရင်းနဲ့ပေါ့နော်ဒီအင်္ဂလိပ်နှစ်ချင်းသာသနာနေပြီးတော့မှဒီပုံနှိပ်ဆက်လေးတစ်ခုပို့ပေးလိုက်တယ်ဒီပုံနှိပ်ဆက်မှာသူတို့ကလက်ကမ်းဝီဇာလေးတွေလေလက်ကမ်းဝီဇာလေးပုံနှိပ်တယ်အခုဒီပုံနှိပ်ဆက်လေးကအမေရိကမှာရှိတယ်အဲ့ကျွန်တော်တွားတော့တပ်ပုံလေးလာခဲ့တာပေါ့နော်ဟုတ်ကဲ့သူတို့ဆရာတန်လို့ပုံနှိပ်ခဲ့တယ်ပေါ့နော်လက်ကမ်းဝီဇာပုံနှိပ်ခဲ့တယ်ပုံနှိပ်ဆက်အငယ်လေးပေါ့နော်ပြောမယ်ဆိုတော့အဲ့ဒီမှာပထမဆုံးဒါဥနှုတ်နှချင်းပေးတာဖြစ်တယ်ဒါဥနှုတ်နှချင်းပေးတာဖြစ်တယ်နော်အဲ့ဒါဥနှုတ်ပြီးတော့နောက်မှာဥပြားတို့ဥအေးတို့ဥတလာတို့နော်ဥရွှေဘေးတို့စသဖြင့်ခရစ်ယာန်တွေဖြစ်လာတာပေါ့နော်ဆိုတဲ့အခါကျတော့ဆရာတန်စဉ်းစားတယ်ဒီငါတို့ဒီပေါ့နော်တရားမဝင်ဘူးလေသူတို့ကတရားဝင်ဖြစ်အောင်နော်ဒီငါတို့ဘယင်စီသွားပြီးတော့အခွင့်တောင်းရင်ကောင်းမယ်ဘယင်ခွင့်ပေးရင်ငါတို့လောလောလတ်ဖျားရှိခိုးလို့ရမယ်လောလောလတ်သာသနာပြုလို့ရမှာပေါ့နော်အဲ့ဒါဘယင်ဘာကြီးတော့ဖျားစီဝင်တယ်ပေါ့ဘာကြီးတော့ဘဘာကြီးတော့ဖျားစီအဲ့ဒါဘာကြီးတော့ဖျားနန်းတက်ဆပဲရှိတယ်သူကသွားတဲ့ချိန်မှာဘာကြီးတော့ဖျားနန်းတက်ဆပဲရှိတယ်ပေါ့ဆိုတော့ဘယ်လိုပြောလဲဒီခြေတရားလည်းမတည်ငြိမ်သေးဘူးလေဒါသွားတဲ့ခါကျတော့သူကဒီကျန်းစာအုပ်ကိုရွှေဖုံးလေးနဲ့လှုပ်ပြီးတော့မှမြန်မာလူတော်ချပဲနော်ကျန်းစာအုပ်ရွှေဖုံးလေးနဲ့လှုပ်ပြီးတော့မှနော်ဒီအဲ့ဒီမှာသာသနာပြုတဲ့နော်သာသနာပြုတဲ့အခွင့်သွားပြီးတော့တောင်းတယ်ပေါ့လေကြာတော့အပေါ်ကလက်ဝါးကားတိုင်းမြန်မာမြေပေါ်မှာထာဝရမဆိုင်ထူနိုင်တယ်လေငါမထွက်ခွာသွားဘူးအဲ့ဒါလည်းသူစကားတယ်ဆရာတာပြည့်စကားတယ်အော်ဆရာယူရတာနော်အဲ့လိုတင်ပေးလို့ရတယ်လေအဲ့လိုတင်ပေးရအကြီးပြည့်တယ်အဝဲမဲကစားခရီအထုစုညာမဲချက်ချက်လည်းကောက်ပြီးတော့ဝဲတာဟုတ်အဲ့ဒါပြောပြမယ်နော်ဆိုတော့ तू အဲ့ဒီမှာသွားပြီးအခွင့်တောင်းတော့ဘယင်ကအခွင့်မပေးဘူးမပေးဘူးဆိုလည်းမဟုတ်ဘူးငါမှာဘယ်လိုပြောမလဲ तू လူချင်တာတော့စာရဲစာတန်းလေးအဲ့လိုချင်တာပေါ့နော်ဒါပေမဲ့ဘယင်ကအဲ့ဒီမှာဘာကြီးတော့ဘုရားဘာပြောတာလဲဆိုတော့အခုလည်းပဲဘာသာတွေအားလုံးကရှိခိုးနေကြတာပဲပေါ့နော်ရှိခိုးနေကြတာပဲပေါ့ဆိုတော့အဲ့လောက်ပဲပြောလိုက်တာပေါ့ဆိုတော့ပြောချင်တာပေးတယ်လည်းမဟုတ်မပေးတယ်လည်းမဟုတ်ဘူးနော်အဲ့ဒါဆရာတန်တော့စိတ်ပြည့်ပြီးပြန်လာတယ်ပြန်လာတဲ့ခါကျတော့ရန်ကုန်ရောက်တော့ဆရာတန်ဘာပြောလဲဆိုတော့ငါပေါ့နော်ဒီမှာသာသနာမပြုတော့ဘူးနော်ငါစစ်တကောင်းဖက်ငါပြောင်းတော့မယ်ဆိုတော့အဲ့ဒီမှာဥနောနဲ့ကနဦးယုံကြည်သူတွေက10ယောက်မပြည့်သေးဘူးအဲ့တော့အဲ့ဒီမှာသူတို့ကဘာပြောလဲဆိုတော့ဆရာကြီးနော်ဆရာကြီးကျွန်တော်တို့10ယောက်လောက်ပြည့်အောင်နော်လုပ်ပေးပါအောင်10ယောက်ပြည့်သွားရတဲ့ခါကျရင်ဆရာကြီးပေါ့နော်အဲ့10ယောက်ထဲမှာ1ယောက်ခေါင်းဆောင်ဖြစ်နေခတ်ထားပေးခဲ့ပါတော့တင်းဥဆိုရပါပြောဆို1ယောက်တင်းဥစာဖြစ်နေခတ်ထားပြီးတော့မှဆရာကြီးသွားလို့ရသွားပါပြောတဲ့ခါမှာဆရာကြီးလည်းရန်စိတ်ထိခိုက်သွားတယ်အော်ကဒီငါယုံကြည်ငါခရိယန်လေးတွေကတကယ်ယုံကြည်ရင်ပြင်းပြပါလားပေါ့နော်အေးငါမသွားတော့ဘူးပေါ့ဆုံးပြတယ်သူအရင်စိတ်ထိခိုက်သွားတယ်ဘာလို့လဲ तू ကဆရာကြီးကျွန်တော်တို့10ရာလောက်တော့ပြည့်အောင်ဆရာကြီးလုပ်ပေးပါပြီးရင်နော်ဒီတယောက်ကိုခေါင်းဆောင်ပြီးခတ်ပြီးတော့မှဆရာကြီးတွားခြင်းနေရသွားလို့ရပါပြီ तू တောင်းပန်တာအဲ့ဒီမှာဆရာကြီးလက်တော်စကားပြောတာအဝဲအတက်တူထူမ तू ကဘယ်မှာအတက်တူထူကမသူရပါပါလားကရင်ကတက်တူထူလို့ပြောသူရဲ့တန်နေထန်တန်နေထန်ပေါ့တန်နေထန်ရဲ့တန်နေထန်နော် तू ကအဲ့ဒီမှာတန်နေထန်ချလိုက်တာဆိုတော့ဒီငါ तू ဘာဖြစ်ကမှပြန်တော့ဘူးပေါ့နော်ပြောရင်လိုက်ဒီမြေပေါ်မှာကဒီလောက်ကနိုင်မဆိုင်တဲ့ဒီကဘယ်တော့မှမထွက်ခွာတော့ဘူးဆိုရင်ဒီအဲ့ဒါဆုံးဖြတ်လိုက်အခုတော့ပြည့်စုံပါပြီပြန်ရှိဟုတ်တယ်ဒီခွန်းနေကဲဒါဒီဘဝတော့စိတ်လက်တန်လက်မရောထောင်မှာဒီကြာနေတဲ့အချိန်မှာနော်မစိတ်လက်တန်ဘာသာပြန်ထားတဲ့မြန်မာကျမ်းစာရှိလေစာရွက်တွေအဲ့ဒီစာရွက်တွေကနော်ဒီမပြောင်းမပြတ်အောင်ဆိုပြီးတော့မှမမအင်းကခေါင်းအုံးလို့ချုပ်ပြီးတော့မှခေါင်းအုံးလို့ချုပ်ပြီးတော့မှထောင်ထဲပို့လိုက်တယ်စိတ်လက်တန်ခေါင်းအုံးလို့ရအောင်ဆိုပြီးတော့ဆိုတော့ပြောကြည့်တာကဒီမှာသဘောတရားတစ်ခုရှိရလေဒီဘယ်လိုပြောမလဲ
ဘောတရားတစ်ခုကအန်ဒီရဲ့ရှိဆုံးနေရာကအလုံးချုံဆုံးဖြစ်တယ်ပေါ့နော် ဟုတ်ကဲ့ဟုတ်ကဲ့ နော်ကျန်နော်အန်ဒီရဲ့ရှိဆုံးနေရာအလုံးချုံဆုံးပဲပေါ့နော်ဆိုတော့ဒီဟာရရိုက်ရေးကြီးရတယ်ဒီစာရဆရာတန်ကဒီအချိန်များကြီးပေးပြီးတော့ဘာသာပြန်လာခဲ့တာဒါတကယ်လို့မှနော်ပြောမှနော်ဒီမင်းဟိုမှာပေါ့သူတို့အာနာပိုင်တွေရောက်မိရှုဖြစ်စီလိုက်ရင်သွားပြီလေဟုတ်တယ်ဆိုတော့အဲ့ဒီမဖြစ်စီခံရအောင်ဆိုမမအဲ့ပါလို့လဲဆိုတော့အဲ့ဒါကိုချုပ်ပြီးတော့မှခေါင်းလို့ချုပ်ပြီးတော့မှသူကပတ်ဆိုင်ရမှာထိုးပြီးတော့ပေါ့နော်ထောင်ထဲပို့လေထောင်ထဲမှာကျတော့အလုံးချုံဆုံးပဲလေ ဟုတ်ကဲ့ ထောင်တော့အလုံးချုံဆုံးပဲဆိုတော့အဲ့ဒီနေရာပို့လိုက်တာအဲ့ဒီ ဘောလူလည်းဆောင်းထဲမှာမရောက်ရဘူးကျန်းစာကောင်းကောင်းမရေးရဘူးထောက်ထဲမှာရောက်တော့ကျန်းစာအများကြီးရေးခဲ့တာမဟုတ်ဘူးဒီမှာဟုတ်တယ်ဒါဆိုအောက်ကပုံကတော့ သူလာဖမ်းတာပုံ အောက်ဖမ်းလိုက်ပါတော့ကဲအရှိဒီဘက် ဒါကတော့ငေါ့ဒါပေါ့နော်ဒါကတော့ဆိုင်ရတဲ့ဒီအင်းဝါထောင်ကနေပြီးတော့မှလက်မြောထောင်ကနေပြီးတော့မှအောင်ပင်လေထောင်ပြောင်းတဲ့ချိန်ပေါ့ အော် ဆိုတော့အဲ့ဒီပြောင်းလာဒီပုံမှာကျတော့တန်ချေချင်းမပါဘူးဒါပေမဲ့ဒီစာထဲမှာကျတော့သူကတန်ချေချင်းပါထောက်လေဒီလိုမျိုးထောင်းနေသွားတာဆိုတော့အဲ့ဒီထောင်ကဘယ်လောက်ဝေးလဲဆိုတော့9မိုင်ဝေးတယ်ဆိုတော့အဲ့ဒီ9မိုင်ခီးကိုဆိုင်ရတဲ့ အဲ့ဒီတိုင်ညိုလေးပဲသွားရတော့ သွားတဲ့ခါကျတော့သူတို့ခြေထောက်လေးတွေကအဲ့တိုင်းမှာဒီကော်လောဝါခြေထောက်လေးတွေကနုနုပပလေးတွေခြေလုံးကအေးရလုံးလုံးမှာတော့သူတို့ဖက်နက်စီရအုပ်စုတွေလေဟုတ်တယ်ဆိုတော့အဲ့ဖက်နက်မပါတော့ပိုးပဲ့တယ်လေဆိုတော့အဲ့ဒီမှာကုချေးဆိုတဲ့ဒီသမင်းကျဲပေါ့အဲ့သမင်းကျဲမဟုတ်တခြားအင်းလေးအင်္ဂလိပ်ကုန်တယ်တယောက်သမင်းကျဲကမြင်တဲ့ခါကျတော့စိတ်မကောင်းဘာလို့ခြေလန်းတိုင်းမှာတွေးခွက်တယ်ကြံခဲ့တာလေကျွန်တော်ပေါက်ပြေးတော့သေးတယ်ကြံခဲ့စိတ်လက်တန်နဲ့မျက်နှာရှုံးမဲ့ပြီးတော့အဲ့ဒီမှာသူ့ရဲ့ခေါင်းပေါင်းသူကဖြုတ်ပြီးတော့မှနှစ်ချမ်းခွဲပြီးတော့မှလေစိတ်လက်တန်ရဲ့ချစ်တာကိုစီးပေးတာပေါ့နော်အဲ့လို အောက်ကပုံနဲ့ဒီလိုပဲ ဒါကတော့စစ်ပင်ငိမ့်တာဒါစစ်ပွဲပြီးဖို့စစ်ပင်ငိမ့်တာလေပထမအင်္ဂလိပ်မြန်မာစစ်ပင်ငိမ့်တာပေါ့ဒါပြောမယ်ဆိုရင်ဒီမပေါ့နော်1826 February 24ရက်နေ့မှာအင်္ဂလိပ်ဖက်ကတော့စာအချီကမ်ဘဲပေါ့နော်မြန်မာဖက်ကတော့စကိုင်းမျိုးစာမဟာမင်းလာကျော်ထင်ကြီးဝန်အတွင်းဝန်နော်မဟာမင်းလှတိဟာသူရရနာပူရွာမှာပေါ့ရရနာပူရွာမှာသူတို့စာချုပ်ချုပ်တယ်တကယ်တော့သူတို့တမိုင်းမှာသူတို့အဲ့ဒါဖျောက်ထွက်ထားတာဒီစာချုပ်ချုပ်တာကဆယူရတန်ဘာသာပြန်ပေးတာဘာလို့ဆိုတော့အဲ့ဒီခါမှာဆယူရတန်တယောက်ပဲအင်္ဂလိပ်လိုရောဗမာလိုရောရေးနိုင်ဖတ်နိုင်ပြောနိုင်တယ်လေဒီဗမာမင်းတွေထဲမှာလည်းပဲတယောက်မှဒီအင်္ဂလိပ်လိုပြောတတ်တဲ့လူကနေမှာရှိမှာပေါ့နော်ဒါပေမဲ့စာရောစကားရောလဲဝယ်ပြောနိုင်တယ်ဆိုတာကရှားတယ်လေဟုတ်တယ်အဲ့ခေတ်မှာလေအခုလိုမျိုးစကားပြန်ပေါ်တဲ့ခေတ်မဟုတ်သေးဘူးလေဒါဆရာရတန်ကတော့ဗမာပြည်ထဲမှာသာနာပြီးဖို့ဆိုတော့သူကဗမာစကားကိုသူကကောင်းကောင်းသင်လာတာလေကျွမ်းကျင်သင်ထားတဲ့ခါကျတော့ဆရာရတန်ကိုယ်တိုင်ဘာသာပြန်ပြီးခဲ့တာပေါ့ဒါအဲ့ဒီစစ်ပွဲလဲပြီးတဲ့ခါမှာဗမာမင်းကခေါ်တယ်ဆရာရတန်ငါတို့စီမှာနေပြီးတော့အမှုထမ်းနေသာနာပြီးခွင့်ပေးမယ် ဟုတ်တယ် အဲ့လိုမျိုးနေလာစားလဲပေးမယ်နော်ငါစကားပြန်နေနေပေါ့နော်ဆိုင်လက်တန်လက်မခံတော့ နေဒါနဲ့ပို့ပြီးတော့ပေးအောင်မယ် ဒါပေမဲ့လက်မခံသူကအင်္ဂလိပ်ခေါ်လဲလက်မခံမြန်မာခေါ်လက်မခံသူကဘာပြောလဲဆိုတော့ငါကနော်လူရဲ့အစီကိုမခံဘူးတဲ့နော်ငါဖခင်ရဲ့အစီပဲခံမယ်ဟုတ်တယ်အဲ့လိုပဲသူက ကဲရှိအပေါ်အောင် ဒါကမနော်ဒီဘယ်လိုပြောလဲဆိုတော့ဒီချက်ခင်မျိုး ချက်ခင်မျိုး တဲ့တာပေါ့နော်ဆိုတော့အင်္ဂလိပ်တွေကခုနစစ်ပွဲပြီးတဲ့ခါမှာကျွန်တော်ခုနပြောလိုမျိုးပဲဒီရခိုင်နဲ့နော်တနင်္သာရီကိုပိုင်သွားတယ်ဆိုတော့သူတို့ headquarter ပေါ့ဒါသူတို့ headquarter ကိုစောက်ဖို့အတွက်ဒီမြို့တယ်ဒီခေတ်ကဒီချက်ခင်မျိုးပါလေဆရာယူရတန်ကိုယ်တိုင်ဆူတောင်ဆက်ကပ်ပြီးတကယ်လို့ဟုတ်အခုဒီနှစ်ဆိုရင် စစ်တောင်းဆက်ကချက်ခင်မျိုး ဒီနှစ်ဆိုနှစ်နေရပြီချက်ခင်မျိုးဒီချက်ခင်မျိုးအခုဧပြီလ6ရက်နေ့မှာငါခိရှာခန်းကြီး60ကိုဆရာယူရတန်ဖတ်ပြီးတော့မှဆူတောင်ပြီးတော့မှဒီမြို့ကို Empress ဆိုပြီးတော့နာမည်သမုတ်ပြီးတော့မှမြို့ကိုတည်တာဟေရှာခိုင်း60ဆိုတာတင်ထလောက်လင်းလောက်တင်လင်းရောက်လာပြီဆိုတာလေအဲ့ဒီကျမ်းပါကိုစိုက်တာဖတ်တော့မှတည်တယ်ဒါမှမဟုတ် ပုံက ဒါပထမနေရပေါ့မမအင်းဆုံးတာပေါ့ဒါသူကန်လဖူလေးမှာတကြူတာပေါ့နော်ဒါမမအင်းဟိုဖြစ်ပါလေလို့မမအဲတကြွနေရနော် ဟုတ်ကဲ့ အခုကမြေပြိုကုန်ပြီ ဟုတ်တယ်ပြီးတော့မှမမအင်းဆုံးပြီးနောက်ပိုင်းတော့10နှစ်ကြာပါနော်10နှစ်ကြာတော့မမအင်းဆုံးပြီး10နှစ်ကြာမှာဆရာရတန်ကဒီမမစာလာနဲ့ထပ်ပြီးတော့အင်တော်ပြူတာပေါ့ဆရာဘုံမင်းရဲ့မိန်းမလေးဟိုလည်းဆရာဘုံမင်းလည်းပဲဒဝဲမှာဆုံးသွားတယ်ဒါဟိုမှာလည်းပဲမုတ်ဆိုးမဒီကလည်းပဲဒီမမအင်းဆုံးတော့ဒီဘယ်လိုပြောမလဲမုတ်ဆိုးဘူးပေါ့နော်ဒါသူတို့နှစ်ယောက်ပြန်ပြီးတော့လက်ထက်ကြတယ်ပြီးတော့လက်ထက်လိုက်ကြတယ်ပြီး
ပြီးတော့မှဒီလက်ထပ်ပြီးတော့မှ1834မှာလက်ထပ်တယ်နော်1845မှာပေါ့ဆိုတော့7နှစ်လောက်ကြာပါတော့ပြောမှဆိုတော့ဒီ7နှစ်ပေါ့သူတို့ယူပြီးတော့7နှစ်ကြာမှာမမဆောင်ပါတယ်သူကနေမကောင်းတော့အမေရိကပြန်တယ်ပေါ့ဆိုရက်တိုင်းနဲ့သူကလေးတွေရောမမစာရာရောအမေရိကကိုပြန်တဲ့ခါမှာအမေရိကတော့မရောက်လိုက်ဘူးလမ်းမှာပဲဆုံသွားတယ် ကဲရှိ ပြီးတော့မှသူအမေရိကပြန်ရောက်တယ်ဆိုတော့အမေရိကရောက်ပြီးတော့နောက်ဆုံးဘောနော် Emily Chapek နဲ့ပြန်ပြီးတော့အိမ်အောင်ပြုတယ်ပေါ့ဆိုတော့ Emily Chapek နဲ့အိမ်အောင်ပြုပြီးတော့မှဘာကြီးပြန်လာတယ်ဆိုတော့ဆိုင်တန်အဲ့ဒီမှာအမေရိကရောက်တဲ့အချိန်မှာတော့ဆိုင်တန်တော့အခုခေတ်စကားနဲ့ပြောလို့ဆိုဆက်လီဖြစ်နေပြီလေ ဒီလိုဆိုရင်တတိယမြောက်ဟုတ်တယ်တတိယစီပေါ့သူကတော့အပြူပဲတော့အမေရိကပြန်ရောက်တဲ့ခါကျတော့သူကတကယ်တော့မှာပေါ့နော်ဒီမမ Emily Chapek ကသူကဒီစာရေးဆရာမဆိုအဲ့ဒီချိန်မှာလည်းသူလည်းပဲအမေရိကမှာသူနာမည်နည်းနည်းလေးထွက်နေပေါ့နော်ထွက်တယ်ဆိုတာနာမည်ရနေပေါ့နာမည်ရနေပြီသူကဒီမမဒီအန်ရဲ့အကြောင်းကိုသူကစာရေးဖို့အတွက်ဆယ်ရက်တန်နဲ့လာတွေ့တာတကယ်တော့သူကဆောက်တန်သူအင်တာဗျူးလာဒီပိုင်းလာလုပ်တာပေါ့နော်ပြောမယ်ဆိုရင်တော့အဲ့ဒီလုပ်ရင်းနဲ့ပဲဒီဆယ်ရက်တန်ရဲ့လိုအပ်ချက်ကိုသိသွားတာပေါ့နော်ဆယ်ရက်တန်မှာပေါ့ပြန်လာမယ်ပြန်လာကသူကြောက်ချက်ပဲပြန်ရတော့မယ်လေအသက်ကလည်းပဲရနေပြီဆယ်ရက်တန်ကလည်းပဲဆိုတော့ဒီဆယ်ရက်တန်ကိုသူအထောက်မှနေတယ်သူကလိုက်ပါလာခဲ့တာပေါ့ဒါတော့ဆယ်ရက်တန်ကဒါ1850နော်ဒီမှာပေါ့နော်ဧပြီလ12ရက်နေ့မှာဒီမြန်မာပြည်လည်ပြည်မှာပဲဆုံးသွားတာပေါ့နော် အဲ့ဒီပင်နယ်ထဲမှာပဲဆရာယူရတဲ့ရဲ့အလောင်းကို ဟုတ်တယ်တချို့ခဲ့တာပေါ့ ကဲဒီဘက်ချမ်း ဒီဖဲချမ်းကတော့ဒါကလက်မြောက်ထောင်ဒီထောင်အထဲပေါ့နော်ဒါထောင်အပြင်ပေါ့ဒါထောင်အပြင်ပုံစံပေါ့ဒါထောင်ရဲ့အထဲကပုံစံပေါ့ဆိုတော့သူတို့ တော့အဲ့လိုဆက်ဖြတ်တယ်နော်အဲ့လိုညင်းဆက်တော့ပေါ့ အဲ့ဒါထိတ်တုံးတယ်ပေါ့နော်ဒါသူထိတ်တုံးနဲ့အဲ့ဒီထောင်ကအပေါက်တစ်ပေါက်ပဲရှိတယ်နော်ဒီလီထွက်ပေါက်မရှိဘူး အဲ့ဒါမသိသေးဘူးနော် မသိဘူးလေ အဲ့ဒါလည်းမသိဘူး ဒီလိုပဲအိပ်ရတယ်ဒီလိုပဲအိပ်ရတယ် ပေါ်တော့ဒီ ဒီလိုပဲအိပ်ရတယ်ကိုညဘက်ဆိုရင်သူကတန်ချီကြီးရှိတာဟုတ်တန်ချီကြီးရှိတာအဲ့ဒီနှစ်ခုချားတဲ့သူကဝလုံးနဲ့ရှုပ်လိုက်ဝလုံးနဲ့ရှုပ်လိုက်ပြီးတော့မှဆက်သီးနဲ့ပေါ်ဆွဲတင်လိုက်တယ်ဆိုတော့ညဘက်ဆိုအဲ့လိုမျိုးချီကားရိုက်အိပ်ရတာနော်ဆရာစမ်းအိတ်ကြည့်ပါလားဆရာကလားညဘက်ကျတော့ကျိုးလေးနဲ့ဆွဲပြီးတော့ပေါ်ဆွဲတင်ပြီးတော့မှခါလောက်ထိလေကဲရှိကောနော်ဒါကတော့မမ Emily Chapek ပေါ့နော်သူကနောက်ဆုံးပြန်သွားတဲ့ပုံပေါ့ဒါဆရာကြီးတို့ဆုံးပြီးနောက်ပိုင်းမှာလေဆိုတော့သူကဆရာကြီးတို့ဆုံးတဲ့ချိန်မှာသူကကိုယ်ကိုရှိတယ်ပေါ့အဲ့ပြီးတော့သူပြန်သွားတာပေါ့ဖြစ်ပါတယ်လို့နော်ဒါကတော့ဆရာကြီးတို့ခစ်ကဒါအဝတ်စားတွေထက်လာတဲ့ luggage ပေါ့ဒါဆရာတို့မှာဆရာတို့ရဲ့ luggage ကတော့လှနေအောင်အဲ့မှာသူတို့ အဲ့ဒါပြည်စီဟောင်းပေါ့ အမေရိကမှာရှိတယ်ခုရှိတယ်မိခံတက်တာပေါ့သူတို့အဝတ်စားတွေထက်လာခဲ့တယ်တစ်တာပါလေတက်တာအောင် တစ်တာ ဒီဘက်ကတော့ရှိတာလည်းရှိတာ မဟုတ်ဘူးဒီအာကအဲ့ဒီစိုက်သက်တာလို့ခင်မှာပေါ့နော်ဒီ ARV မြစ်ထဲမှာဘယ်လိုပြောမလဲဒီသွားတဲ့သင်္ဘောပေါ့အရာသင်္ဘောတွေပေါ့ဒါကတော့စိုက်သက်တာထိုင်ခဲ့တဲ့ခုံပေါ့နော်သူထိုင်နေတဲ့ခုံအဓိကတော့သူမမကျန်းစာဘာသာပြန်တဲ့အချိန်မှာထိုင်ခဲ့တဲ့ခုံလေးပေါ့နော်ဒါခုအမေရိကမှာရှိပါတယ်လို့ကျွန်တော်ပုတ်ပဲယူလာတယ်အမေရိကမှာတော့ဒီဒါကတော့ပါဒီကောင်မျိုးဟုတ်လားဒါတော့ဒီ Emily Chapek ပေါ့နော်စိုက်တဲ့တတိယဇနီးရဲ့တင်းချိုင်းမှုဖြစ်ပါတယ်အမေရိကန်နယူးယောက်စတိတ်မှာရှိတယ်လေဒီဘက်ကောင်ဒါကတော့စိုက်တဲ့ပထမဆုံးနှိမ့်ချင်းပေးခဲ့တဲ့လိပ်ပြခံပေါ့နော်ဖြစ်တယ်ဒီပုံကတော့ဒီမော်လမြိုင်မှာဒီစိုက်တဲ့တို့ခစ်ကစာပုံနှိမ့်တိုက်ပေါ့နော်ဆိုတော့ဒီကျန်းစာအုပ်တွေကိုပုံနှိမ့်ထုတ်ပေးတယ်ဒီပုံနှိမ့်ဆက်ပေါ့နော်တိုက်ဖြစ်ပါတယ်အခုကတော့မရှိတော့ပေါ့နော်ဒီစောက်ကမရှိတော့ဒါတော့အချုပ်ခံအောင်ဒါဟိုအခါတဲ့ဒီဘယ်နော်ကဲဒီဘက်ချမ်းအောင်ဒါကတော့ဒီခုနကျွန်တော်ပြောတော့ပေါ့နော်ဒါဒုတိယနေရာပေါ့မမအင်းရဲ့တင်ချိုင်ဒုတိယနေရာလေဆိုတော့ဒီဘက်ခေတ်ရောက်ခါကြတော့ဓာတ်ပုံတွေပေါ်လာပြီပေါ့နော်ကင်မရာပေါ်လာပြီပြောဆိုကင်မရာပေါ်လာပြီဒါရှေ့က missionary မမတွေနဲ့ရှေ့ရုံကြည့်သူတွေနဲ့တွေ့ဓာတ်ပုံတွေထားတာပေါ့နော်သူအထက်ဘက်နဲ့ရွှေ့လိုက်တယ်ဆရာအောက်ဘက်ဟာလည်းဒါအောက်ဘက်ကမော်လမြိုင်မှာဆရာတန်နေခဲ့တဲ့အိမ်ပေါ့အိမ်ရဲ့ပုံဖြစ်ပါတယ်ဒီဘက်အောက်ဘက်ကောင်ဒါကတော့ဆရာတန်
ဒီအကျဉ်းချခံရတဲ့ဒီအောင်ပင်လေအကျဉ်းထောင်နေရာမှာဆောက်ထားတယ် အော်ဒီမှာရေးတယ်အောင် ကျင်းတောင်နေရာမှာဆောက်ထားတဲ့ချက်ပါ မန္တလေးမြို့မှာရှိတယ်နော် ဟုတ်တယ်အခုဆိုတော့အောင်ပင်လေအသင်းတော်အခုအောင်ပင်လေအသင်းတော်ရှိတဲ့နေရာပေါ့ အော်အပေါ် အပေါ်ကတော့အခုမန္တလေးမြို့ထဲမှာရှိတယ်ကယ်လီချက်လို့ခေါ်တယ်အခုကတော့လေအဲ့ဒါဆိုင်သက်တန်ဒီမွေးနေ့ပေါ့ဆိုင်သက်တန်မွေးနေ့ပေါ့နှစ်တရာမွေးနေ့ပေါ့နော်ဆိုင်သက်တန်က1988မှာမွေးတာဟုတ်1988 August လ9ရက်နေ့မှာမွေးတယ်1888 August လ9ရက်နေ့မှာအုပ်ပြီးချတာ အော် သူမွေးနေ့မှာအုပ်ပြီးချတာ ကဲအပေါ်က ဒါကတော့ဆိုင်သက်တန်ဘောနော်ဒီအေဝါမှာလက်မျိုးထောင်မှာသူကျင်းချခဲ့တဲ့နေရာမှာအပတ်တရအနေနဲ့ကျင်းကြောက်တုံးပါနော်ဒါအခုမရှိတော့ဘူးအဲ့ဒါဖြည့်စီပလိုက်ပြီ အော် အာနာပိုင်တွေကဖြည့်စီလိုက် အော် အဲ့ဒီအေဝါမှာ ဓာတ်ပုံပဲကြံတယ်ဟုတ်လား အဲ့ဓာတ်ပုံပဲကြောင်းတယ်ဒါကတော့နှစ်တရာလုံးက ယူဘလီ Jubilee missionary စီရိုက်ထားတဲ့ပုံပေါ့နော်ဗမာပြည်မှာစက္ကန့်နေတဲ့နှစ်တရာမှာစက္ကန့်နေ missionary အားလုံးပေါ့နော်သူတို့ဓာတ်ပုံ ဆရာဆရာမညာလဲ ဒါကတော့နှစ်တရာပြည့်တုန်းကရန်ကုန်မှာဒါကျင်းပတယ်တစ်တအခမ်းအနားပေါ့ ဟုတ်ကဲ့ ဒါကဘော့စတွန်မှာကျင်းပတဲ့ခမ်းနား 1973ခုပေါ့နော် ဒါကတော့အမေရိကန်မှာကျင်းပတဲ့ခမ်းနား အော် ဒါကတော့ဘုံမှာကျင်းပတဲ့ခမ်းနား 1974ခုအဲ့ဒါအော်ကဲဒီတခြားတော့ပြီးသွားပြီကဲဒီရုပ်ထုကတော့မမအဲနဲ့ဟိုအမတရားလေးနော်ထုထားတဲ့ရုပ်ထုဖြစ်ပါတယ်လို့ ကဲဒီဘက်ချမ်းဒီနှစ်ခုပဲကြံတယ်ပေါ့ ဟုတ်တယ်အခုလည်းချမ်းဒါကတော့ဆိုင်ဒတ်တန်ရဲ့ family ဖြစ်ပါတယ်လို့ဒီ family ပေါ့နော်ဒါပထမဆုံးသူ့အဖေပေါ့ဆိုင်ဒတ်တန်ဂျူစီနီယာပေါ့နော်အဒိုနီယန်ဂျက်ဆန်စီနီယာပုံဖြစ်တယ်ဒါကတော့ဂျူလီယန်ဂျက်ဆန်ဆိုင်ဒတ်တန်ဖြစ်တယ်ဒါသူရဲ့ပထမဇနီးနော်အန်ဟက်စတိုင်းဂျက်ဆန်ဖြစ်တယ်ဒါဒုတိယဇနီးနော်ဘုဒ်မန်ဂျက်ဆန်ပေါ့ဆာလာဘုဒ်မန်ဂျက်ဆန်ဖြစ်တယ်နော်ဟိုမှာတတိယဇနီးအမ်လီချက်ဘက်ဂျက်ဆန်ဖြစ်တယ်ပေါ့နော် ဒီ300သူဇနီး300လို့ ဇနီး3ယောက်ပါတယ်ဒါကတော့စိတ်သက်တန်ရဲ့သားသမီးတွေပေါ့နော်သားသမီးတွေပေါ့ဒါစိတ်သက်တန်သားသမီးတွေပေါ့ သာသမီ ဒါကတော့စိတ်သက်တန်ရဲ့မြေး သူရတဲ့မိမ300လောက်သာသမီ300လောက်ပဲရှိတယ်ပေါ့ ရှိတယ်သူတို့စလုံးမှာဒါပေမဲ့မမအင်းကအဖတ်မတင်ဘူးလေမမအင်းတရားမွေးတော့မွေးတယ်လေဒါပေမဲ့ခုနကပထမတစ်ယောက်က6လနဲ့ဆုံးတယ်ဒုတိယတစ်ယောက်လည်း2နှစ်ကျော်နဲ့ဆုံးသွားတယ်မမအင်းနဲ့ကြတရားမှဖတ်မတင်ဘူးဆိုတော့ဒါကစိတ်သက်တန်ရဲ့မြေးပေါ့နော်ဒီသားသမီးပေါ့နော်ပြောမယ်ဆိုရင်စိတ်သက်တန်ဒီမမအမ်လီချက်ပဲရဲ့သမီးပေါ့ အော် သားပေါ့နော်ဒါ तू ကဗမာပြည်မှာတူတဲသောစိတ်သက်တန်အဆက်ပေါ့နော်ပြန်လာပြီးသားလာပြုတ်လာပေါ့ အော် စိတ်သက်တန်သားသမီးတွေတရားမှမဟုတ်ဘူးပြန်လာပြီးသားလာမပြုတ်ဘူး အော် ဒါပေမဲ့သူ့မြည်ကြတော့ဗမာပြည်ပြန်လာပြီးသားလာပြုတ်ခဲ့တယ် missionary ပေါ့နော်ပြန်ဖြစ်တာပေါ့ဒီဘက်ကတော့စိတ်သက်တန်တီထောင်ခဲ့တဲ့အသင်းတော်ပေါ့ လေးပါပေါ့နော်စိတ်သက်တန်ကဗမာပြည်မှာဒီလာတဲ့ခါမှာအသင်းတော်လေးပါတီထောင်ခဲ့တယ်ပထမအသင်းတော်ကရကုန်အသင်းတော်ပေါ့ ရကုန် အခုတော့ဦးနောလို့ခေါ်တာပေါ့နော် ဦးလုံး ဆိုတော့ဒုတိယအသင်းတော်ကတော့ကျွန်တော်တို့ကြက်ခမီအသင်းတော်ပေါ့ ကြက်ခမီ ဒီဒါဒုတိယအသင်းတော်ကျွန်တော်တို့လာမယ့်နှစ်ဆိုရင်200ပြည့်ပြီဒီအသင်းတော် တောက်ကုန်နော် ဟုတ်တယ် အဲ့ဒီကုန်ခုအဲ့ဒီကြောင်းနော်ဟုတ်တယ် ကျွန်တော်ဟုတ်ရှိကခြားတဲ့ပုံရှာမတွေ့တော့ဘူး အင်း ဆိုတော့မရှိဘူးနော်ပြောမယ်ဆိုတော့ရှာမတွေ့တော့ဒါကမော်လမြိုင်အသင်းတော်အခုပထမနေ့ချင်းအသင်းတော်ပေါ့ဆိုတော့ဒါကဆိုင်လက်တန်လက်ထက်တုန်းကဒီဆိုင်လက်တန်ဆောက်တဲ့ဒီအသင်းတော်ရဲ့ပုံပေါ့ဒီဒါရေးဆိုင်လက်တန်နောက်ပိုင်းဖြည့်ပြီးတော့မှဒီဖြတ်ရောက်ဆိုတယ်ဒါကတော့အေဘာလေးစာခုကကူလို့ဒီကားလို့မှတက်နေတဲ့အကြောင်းပေါ့ အော်ဟိုထောက်လူကိုမလား ထောက်လူက တိုင်းဝင်လာ တိုင်းဝင်ထောက်လူကဒီဖက်မြို့ညမှာ ဘယ်နေရာမှာလဲကျွန်တော်ရောက်ဖို့လေအဲ့ဒီသူသွားတယ် အခုမှာပဲလေဒီမတိအမဒီမြို့ထဲမှာအဲ့ဒီလမ်းမှာပဲလေ ဘယ်လိုခေါ်လဲ အေဘာနီစာလေ အေးဘာနေလား အေဘာနီစာတာ အေးဘယ်နေစား နော်ဒီကားလို့မှာတက်နေလေဆိုတော့ အော်အေးဘယ်နေစားဟုတ်တယ်ဘယ်နေစားဆိုတယ်နော် သူကငကောအင်္ဂလိပ် church ပေါ့အင်္ဂလိပ် Baptist church ပေါ့နော်ဒါပမာပထမဆုံးအင်္ဂလိပ်သင်းတော်လို့ဆိုလဲခေါ်လို့ရအောင်ဒါသူရဲ့ဖျားတော့အဟောင်းရဲ့ပုံပေါ့ အေးဘယ်နေစားအဲ့တူပဲလားကျွန်တော်အော် ဒါကြီးကဒုတိယကမ္ဘာစစ်မှာပြိုသွားတယ်လေဘုံထီပြိုသွားတော့ဟိုပြန်ဆောက် အဲ့ လို ဒါ က် ပြန်ဆောက်တယ်အော်ကဲဒီလိုဆိုရင်နောက်ဆုံးပုံပြောရမယ်ပထမဒုတိယတတိယ ဒါကတော့ကျွန်တော်တို့အမေရိကသွားတော့ဒီမမအမ်လီချက်ဘက်ရဲ့တင်ချိုင်းကူရောက်ခဲ့တယ်လေအဲ့ဒီရောက်ခဲ့တဲ့မှာတက်တက်ဆက်ဆိုင်ပဲဒီ၃ယောက်ကအခုလက်ရှိလည်းပဲဒီယူဒတန်အတင်းတော်တွေမှာတင်းဦးဆရာတွေပေါ့ကျွန်တော်ကတော့ဒါဒီကြက်ခမီတင်းဦးဆရာဒီလေရဆရာကတော့ရန်ကုန်ကဒီ
ဆရာတူပေါ့နော်ရန်ကုန်ကဦးနောတင်းတော်ရဲ့တင်းဦးဆရာဒါကတော့ဦးမော်လမြိုင်ကဒီဘောနော်ပထမနေ့ချင်းရဲ့တင်းဦးဆရာပေါ့ ဝိကျရှင် ဟုတ်ချင်းဟုတ်တယ်ကျွန်တော်တို့ကဒါဂျက်ဆန်ချက်စီပေါ့ပြောမှဆိုတော့ဂျက်ဆန်ချက်စီတွေပါစတာတွေပေါ့ဆိုတော့မယူတဲ့တဲ့အတင်းတော်ညီကိုတွေပေါ့ဟိုမှာတကယ်လို့ကျွန်တော်တိုင်ပင်တာမဟုတ်ဘူးဟိုမှာတွိုင်းနဲ့ဒီဆုံသွားတာဆုံသွားတဲ့ခါကျအမှတ်တရရိုက်ပြီးတော့ဒီမှာတည်ထားတာ ဒီဆရာတော်3ယောက်တော့အချောစောဆုံးတော့ပဲနော်အချော အမေဆုံးကဲကျေးဇူးအများကြီးတင်ဒါပြီးတို့မှလည်းရှင်းပြပါအောက်တော့တယ်လေခဲတယ်လေ ဦးရနေဒီဆိုစီလက်ပလေမောဆက်လက်တာလို့ခေတယ်ခေတာပေါ့ဒါဆိုရင်1840မှာပုံလေးထုတ်ဝေတဲ့ကျန်းစာဆိုတော့နှစ်အခုဆိုရင်180ကျော်ပေါ့ဒီကျန်းစာဟုတ်ရှင်းတော့ကျန်းစာ ဆက်လက်တာ80ကျော်ပြီနော် ဟိုကတော့ပွဲတော်ခွက် ပွဲတော့လက်ကန်တော့တယ်ဆိုလို့ရှိတယ်ပွဲတော့ခွက်ဒါတော့ဟိုရှင်းတုန်းက hospitality အခါဝင်ပေါ်အော်ဒါတခွားလာမောခိုက်ဒီရခိုက်ပါလေခိုက်ရတဲ့ကတခွား လက်ပါနေအော်အကတိရှိခိရှိနော် မိလေတော့ချင်ရအောင်မိလေတော့ချင်ရအောင် ကိုပြတ်ဖော်လောက်ပြီး နော်အားပါရစီမှာခဏမော ကဲလေဆိုစီလက်ပင်းလေပြောက်လောက် အခုရနေဖဲကိုဗစ်ခဏမောကိုဗစ်ခဏနေလေဆိုကြီးအကရင်းမောအဝဲဒီမြို့25မြို့ပေါ့နော်မြို့25မြို့ပြီးတော့လူပေါင်း935ယောက်ကရေးထားတာလက်ရေးနေရေးထားတာကိုဗစ်ကာလပါလေကိုဗစ်ကာလမှာတောင်းထောင်းလုပ်တော့ပါတယ်လုပ်တဲ့ခါကျတော့ လို့မကြသေးဘူးငါးနေ့လောက်မရှိတော့ဘူး ဟုတ်တယ်လော့ဒေါင်းလုပ်တော့လေဆိုတဲ့ခါကျသူတို့ကအဲ့ဒါလှုပ်ရှားမှုဒါလှုပ်ရှားမှုတစ်ခုပေါ့လက်ရေးနေရေးတာ ဒါကတရားပဲတတ်တယ် သူတို့ကမှပဲလေဒီကျန်းစာအုပ်လက်ရေးနဲ့ရေးတာပဲလက်ရေးနဲ့ပြန်ပြီးတော့ရေးကြတာဒါကဒီရောင်းတာမဟုတ်ဘူးသူကဘယ်လိုပြောမလဲဆိုတော့အမှတ်တရလောက်ထားတဲ့အမှတ်တရလောက်တဲ့စာအုပ်ပေါ့ပြောမဆိုတော့ဒီ limitedပေါ့နော် print ပေါ့သူကအကန့်အသတ်နဲ့ထုတ်နေတာဆိုတော့ကျွန်တော်တို့ကဒီမှာယူဒတ်တန်ပြတိုက်ရှိတယ်ဆိုတော့သူကလာလှူထားတာ ဒါပြောတယ် ဒါတွေကတော့စာယူဒတ်တန်နဲ့ပတ်သက်တဲ့စာအုပ်တွေပေါ့နော်ဒါစာအုပ်တွေဒါရှိရစာအုပ်တွေလည်းရှိတယ်ပြီးတော့အခုခေတ်ဒီထွက်တဲ့စာအုပ်တွေလည်းရှိတယ်ပေါ့ဒါစာယူဒတ်တန်နဲ့ပတ်သက်တဲ့စာအုပ်တွေစုဆောင်းလာတာဒါဆိုရင်စာယူဒတ်တန်သားဟောနော်ရေးခဲ့တဲ့ဒါပထမဆုံးစာအုပ်ပေါ့ဒါကတော့ဒီရှိလုံးကစာအုပ်ပေါ့ဒါဒီရှိလုံးကစာအုပ်ဖြစ်တယ်ဒါကလည်း Splendor of God ဆိုတာဒါဒီပေါ့နော်ဒီဒါလည်းစာယူဒတ်တန်အကြောင်းပဲပေါ့နော်ဒါရှိလုံးကစာအုပ်တွေဒါပြန်ပြီး copy print တာမဟုတ်ပေါ့နော်မူရင်းစာအုပ်တွေပေါ့ပြောမယ်ဆိုရင်တော့ဒါကြတော့ copy ပြန်လုပ်ထားတဲ့စာအုပ်ပေါ့ဒါတော့ဆယ်ရက်တန်ရဲ့ဇနီး3ယောက်အကြောင်းကိုရေးထားတာပေါ့နော် Three Miss Jackson ဆိုတဲ့ဒါတို့အကြောင်းဖြစ်ပါတယ်ဒီအောက်ကအားကြတော့ဖုတာကူနောက်ထွက်တဲ့ဟာတွေပေါ့နော်ဒါခေနောက်ထွက်တဲ့စာအုပ်တွေပေါ့ နောက်ဆုံးတော့ပေါ့အောက်မှာသူဇနီး3ယောက်ဓာတ်ပုံနဲ့ပါတယ်အမသက်ကကိုပါနော်ဒါကတော့မှာပေါ့ဒါတော့ပြန်ပြီးတော့ဒီသူ့အမွေအနှစ်အမပေါ့ဘယ်လိုပြောမလဲဆိုတော့ဒါကတော့နေမှာပဲလေနေပြန်ဘာသာပြန်ထားတာဘာသာပြန်လာစာအုပ်သူဆယ်ရက်တာအကြောင်းပဲလေဆယ်ရက်တာအကြောင်းအားလုံးပါလာတယ်လက်ပေးဟိုဒါအမသက်ကကိုလက်ပေးဟိုတရာယူဒါသတော့အမသကအမတို့တဲ့နဲ့ဖောက်ခုနော်ပေါ်ဆောင်ကပထမ